2, 3 ဆိုတဲ့ hallelujah ကို3ချိန်ခုန်ပြီးအားရပါချီးမြှောက်မယ် 1 2 3 hallelujah 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 praise the Lord မထိုင်သေးပဲနဲ့နှုတ်ကပတ်တော်နဲ့တန်ရှင်းသောဝိညာဉ်တော်အသုံးတော်ခံမဲ့ဆရာဒေးဗစ်လာကိုအတူတကွလက်ခုပ်တင်းနဲ့ဆက်လက်ကြိုးဆိုရအောင်စင်ပါရောက်တဲ့အထိမထိုင်သေးပဲနဲ့အားရပါရအော်ဟစ်ပြီးတော့ကြိုးဆိုကြရအောင်ဖျာခင်ကျေးတော်သူပဲချီးမွမ်းပါတယ်လို့ဒုတိယနေ့ကိုပို့ဆောင်ပေးတဲ့ဖခင်ကိုသူပဲကျေးဇူးတော်ချီးမွမ်းပါတယ်ဖခင်ရှင်ဒီအင်မတန်ကောင်းမြတ်တဲ့ဖခင်ဖြစ်ပါတယ်လို့သစ္စာရှိတဲ့ဖခင်ရှင်ဖြစ်တယ်နေ့ရက်စဉ်တိုင်းမှာကျွန်တော်တို့ပို့ဆောင်ပေးတဲ့ဖခင်အထူးပဲကျမ်းမာခြင်းနဲ့ပို့ဆောင်တဲ့ဖခင်ညီကိုမောင်မတို့ကျွန်တော်ပြောပြချင်တယ်ကျွန်တော်တို့ဒီယေရှုခရစ်တော်အားဖြင့်ဖခင်သခင်ကအကုန်လုံးပေးထားပေးသားဖြစ်ပါတယ်ဒီအတွက်ကြောင့်လေယေရှုခရစ်တော်အပြင်ကျွန်တော်တို့ကအလုံးစုံကိုရသောသူများဖြစ်တဲ့အတွက်ကြောင့်တကယ်ကျေးဇူးတော်ချီးမွမ်းဖို့ဖြစ်တယ်ပြီးတော့နောက်တစ်ခုကကျွန်တော်ညီကိုမောင်နှမတွေဖခင်ကဒီလောကကြီးမှာပင်ပန်းနေတာကိုအလိုတော်လုံးဝမရှိဘူးဒါပေမဲ့ကျွန်တော်တို့ကလောကမှာနေတဲ့အခါမှာပင်ပန်းနွမ်းနယ်နေကြတယ်စိတ်တက်ကြစိတ်ပြက်စရာတွေအများကြီးရှိတယ်အမျိုးစုံပေါ့နော်ဆိုတော့ကျွန်တော်ဘာဖြစ်လို့ဟာလားမဟောပဲမနေနိုင်ပဲနဲ့ဟောနေရတယ်လေတခါတလေကြတော့ကျွန်တော်ရဲ့တကယ်အဖြစ်မှန်ပြောပြမယ်ညီကောင်မောင်မတို့တခါတလေကျွန်တော်မဟောချင်တော့မဟောပဲနဲ့ပြစ်ထားလိုက်ချင်တယ်ဘာလို့ဆိုတော့အတုကိုအစစ်ထစ်တယ်အတုကိုအစစ်ထင်တဲ့အချိန်ကာလအစစ်ကိုကြတော့အတုထင်တဲ့အချိန်ကာလဘယ်လိုဖြစ်နေဆိုတော့အမေရိကမှာမြန်မာပြည်က international license ရှိရင် तू ကဥစားလေဗာလဲအဆင့်ပြေတယ်လေဆိုတော့ international license ကိုဟိုဘက်မှာပြန်ယူလို့မရတဲ့ तू ကအဲ့ဒီကနေအတုလောက်လိုက်တယ်အတူကပိုကောင်းတယ် made in USA ဆိုတော့အဲ့ဒါကိုအမေရိကလက်ခံတယ်အဲ့ဒီအတူဒါပေမဲ့အစစ်သမားတကယ်လာလဲလာအောင်အစစ်က quality မမီဘူး made in မြန်မာဖြစ်နေလို့အဲ့ဒါလက်မခံဘူးခင်ဗျဆိုတော့အဲ့ဒီအစစ်သမားအတူပြန်လုတ်ပြီးတော့မှလုတ်ရတယ်ဆိုတော့အစစ်ကအတူကအစစ်အဲ့လိုဖြစ်တယ်တခါတလေမှာကျွန်တော်တို့ကလေအရာဖြစ်စေခြင်းလို့ဥပမာကျွန်တော်ပြောပြမယ်ကျွန်တော်2006ကတည်းကမြန်မာပြည်ပြန်ဖို့လေကျွန်တော်ဆုံးဖြတ်တယ်ဘာလို့လဲဆိုတော့ကျွန်တော်တကယ်ပဲလွတ်မြောက်ခြင်းကိုရသွားတယ်ဗျာပြောမယ်ဆိုရင်တော့ကျွန်တော်လည်းဆက်ရောက်ခါစားတော့ဟုတ်တယ်ကဲတင်ခြင်းတော့ရတယ်ဒါပေမဲ့မလွတ်မြောက်ဘူးခင်ဗျငွေကြေးရနေမလွတ်မြောက်ဘူးအမျိုးစုံသောအရာတွေထဲကနေမလွတ်မြောက်ဘူးဗျာအမျိုးစုံပါပဲအမျိုးစုံကိုမလွတ်မြောက်တာပြီးတော့မှအတွေးခေါ်ပိုင်းဆိုင်ရာမှာလည်းမလွတ်မြောက်ဘူးပြီးတော့ကျွန်တော်တို့ကကြီးပြင်းလာတဲ့အတိုင်းဝိုင်းရဲ့ပတ်ဝန်းကျင်ရဲ့အပြောပေါ်မှာကျွန်တော်တို့ကလိုက်ပြီးတော့အသက်ရှင်တတ်တာများတယ်ဆိုတော့ကျွန်တော်တို့ကြီးပြင်းလာတဲ့အတိုင်းဝိုင်းကဆရာကြီးဘယ်နေဟင်းကိုလက်မခံဘူးဗျဆိုတော့ကျွန်တော်အမေရိကရောက်သွားတော့အဲ့မှာကျွန်တော်မိတ်ဆွေတယောက်ဆရာဂျိမ်းဆိုတာ तू ကပြောတယ်ဆရာဘယ်နေဟင်းတရားပွဲကိုသွားမယ်လေတဲ့အငါမသွားဘူးလို့အလူငွေလည်းအရန်ကောက်တယ်ကြားတယ်လို့နံပါတ်1အလူငွေလည်းအရန်ကောက်တယ်တကယ်လည်းကောက်တာပဲလေအလူငွေလည်းအရန်ကောက်တယ်လို့ငါမသွားချင်ဘူးနံပါတ်1နံပါတ်2ကသူတို့ဟိုစားပေါ့နော်အရန်လဲကြတယ်နော်စူတောင်းရင်လဲတာတွေဘာတွေဆိုတော့တိတ်မဟုတ်တယ်လို့ပဲပေါ့နော်တကယ်လဲပြီးတော့ဘာမှလည်းမထူးတဲ့လူလည်းကျွန်တော်တွေ့ခဲ့တာဟုတ်လဲလိုက်ဆဲလိုက်အဖွဲ့တွေလည်းအများကြီးရှိတယ်လဲတယ်ခင်ဗျဆဲတယ်အဲ့အဖွဲ့တွေကအဲ့လိုလည်းအများကြီးတွေ့ခဲ့ဘူးတော့ကျွန်တော်ဒါတွေကိုဘလို့မှလက်ခံလို့မရဘူးဗျကျွန်တော်နှစ်ချင်း background တွေလာတယ်လေဆိုတော့လက်မခံချင်ဘူးဒါပေမဲ့ကဲတင်ချင်းတော့ရတယ်ကျေးဇူးတော်ကြောင့်အဲ့မှာကျွန်တော်ရေးလဲ okay ပြီပေါ့နော်ဒါပေမဲ့ကို live ကိုပြန်ကြည့်တော့လဲအားရစရာမရှိဘူးဗျမရှိဘူး
ကိုပြန်ကြည့်ရင်ဂျင်းနက်စရာတစားမှမရှိဘူးဟိုဟန်ဆောင်ပြီးတော့ပြုံးနေပေမဲ့တကယ်တမ်းတော့လည်းမပျော်ပြန်ဘူးဟိုလေသိရမလားကနေဒါရောက်ပြီဆိုတော့လူတွေကတော့အကြီးကျယ်ပေါ့အာမင်းကနေဒါရောက်တော့ပျော်လိုက်တာကွာကနေဒါရောက်မှဒုက္ခရောက်တာဘယ်သူမှမသိဘူးတကယ်ညီကောင်မောင်မတော့မိုင်မကိုဖတ်တာကိုကအဆင်ပြေနေတာလေကနေဒါရောက်မှဒုက္ခနဲ့အမျိုးစုံကြုံရတဲ့အခါမှာဟိုဒါမဲ့လူတွေရှိမှတော့ဟန်ဆောင်ရတာပေါ့ဗျာကဲဒါမှအဆင်ပြေဟာအဆင်ပြေတော့တကယ်ချင်းဘဲပြေမှလဲရေခဲကြီးထဲမှာရေခဲတော်ကြီးထဲမှာမပြေဘူးခင်ဗျတခါလေတတ်တည်ခြင်းနဲ့စိတ်တွေတောင်ပေါက်လာတယ်ဘဝရုန်းကန်တာများလို့လေနောက်ဆုံးဘတ်စကားကတော့မရှိလို့ကျွန်တော်ကစပိန်စီးရတဲ့ဘဝရောက်တယ်စပိန်စီးရတယ်ဒီလိုပေါ့နော်ဆိုတော့အဲ့လိုဘဝမျိုးနဲ့မှာကျွန်တော်ကဒါမဲ့ကျွန်တော်တို့ပြဿနာဘာဖြစ်လဲဆိုတော့ကိုကသူပတ်ဝန်းကျင်ကကိုယ့်ရဲ့ပတ်ဝန်းကျင်ပေါ့နော်ကိုယုံကြည်ရတဲ့ပတ်ဝန်းကျင်တိုင်းဝိုင်းမကောင်းဘူးလို့ပြောတဲ့လူတယောက်ကျွန်တော်ကလည်းသူများနဲ့တွေ့ရင်မကောင်းဘူးဆိုတော့လက်ဆင့်ကမ်းတယ်ကိုလည်းသိတာလည်းမဟုတ်ဘူးမြန်မာပြည်အကျင့်ရတယ်လို့ရှိတယ်ဟိုမွေးငါဆိုင်ပဲမှာကောင်းလဲလို့ပြောရင်38လမ်းမှာကောင်းတယ်တဲ့နော်နင်းစားဘူးလို့လားမစားဘူးတဲ့ဟုတ်လေနင်းကမစားဘူးပဲနဲ့ဘာလို့38လမ်းမှာကောင်းလို့ပြောလဲသူများပြောတာလေတဲ့ဒီလိုတွေကများတယ်ခင်ဗျညီကိုမောင်မတို့ရဲ့အများများတယ်ဆိုတော့ဒီလိုမျိုးနဲ့ကျွန်တော်ကြီးပြင်းလာခဲ့တော့အဲ့ဒီမှာရောက်တော့ကျွန်တော်မသွားဘူးကွာလို့ဒါမဲ့အဲ့ဒီပို့ဆောင်ပေးတဲ့ဖခင်ကိုကျေးဇူးတင်တယ်လို့ကျွန်တော်ကိုအဖိုးခပေးပြီးစိတ်ရှည်စွာနဲ့ခေါ်ပေးတဲ့ဆရာ James ကိုဒီနေ့ကျွန်တော်တကယ်ကျေးဇူးတင်တယ်စီဇန်လူမျိုးသူကJames စစ်စခိုင်လို့ခေါ်တယ်သူကကျွန်တော်တန်ထွက်မှန်ကောင်းမှမှားကောင်းမှားလိမ့်မယ်နော်ဒီမှာစီဇန်တွေရှိတယ်ဆိုတော့နော်ဟိုJames စစ်စခိုင်ဘာလဲလဲအဲ့ဒီဆရာကျွန်တော်ညီလေးတဲ့ဟိုပေးမယ်နော်တဲ့ပေးမယ်နော်တဲ့တင်နန်းဖိုးတွေပါတယ်အားလုံးပေးမယ်တဲ့ပြီးတော့ဟိုလေဒီကမြန်မာပြည်ကတင်နန်းတွေနဲ့မတူဘူးခင်ဗျဒီကတင်နန်းတွေကြတော့ထမင်းလဲကျွေးတယ်နေရာလဲပေးတယ်အကုန်လေဟိုမှာကိုဖတာကိုတဲကိုဖတာကိုစာတင်နန်းကြီးပဲရေးလဲစေးကြည့်တယ်မကျွန်တော်သူကစီစဉ်ပေးတဲ့အကုန်လုံးကျွန်တော်အမှသွားတော့ဘာလို့မလဲကြည့်တာဘောကွာဒီလိုပဲကျွန်တော်ကြည့်တယ်ဟာဘယ်နေဟင်းလာတာ4ယောက်5ယောက်နဲ့ bodyguard တွေနဲ့ကြီးပို့ကြည့်မရတော့ပြီးသွားပြီဝင်လာတဲ့ဟာ bodyguard နဲ့4ယောက်5ယောက်ဆိုဘာကြီးလဲအနှုတ်ကြီးပဲဖះမကွယ်ကာလို့လာတော့ bodyguard နဲ့လာရအောင်ဒီလိုတိလာဟိုအတွေးခေါ်ရလေမကောင်းတာလေဟုတ်ပြီအာမသူပြောတယ်ဘာညာပြောပြပြီးတော့သူလာဖို့တော်ကြာတယ်စိတ်ညစ်လာတယ်သူမလာခင်တယောက်ပြီးတယောက်တချင်းဆိုလိုက်တတိခံလိုက်ပါလိုက်အလုံးလာတော့လဲ bodyguard နဲ့သူလာတဲ့ချိန်မှာကိုကပြန်ချင်းပြီးဗိုက်စားပြီလေကြာပြီဆိုတော့နားမလည်နိုင်ဘူးပြီးလဲပြောသူတရားမောခင်သူအလှငွေကောက်ပါလေရောလူကောက်သူကပြောသေးတယ်နှစ်ခါကောက်မယ်ဟာသွားပြီပို့ဆိုးသွားတယ်ကျွန်တော်ဒါပေမဲ့ညီကိုမောင်မတို့ဖယားကိုကျွန်တော်မရှာပါဘူးဒါပေမဲ့ကျွန်တော်ဖယားရှာတာဖယားကကျွန်တော်ကိုအတွေ့ခံတာဝိညာဉ်တော်ကကျွန်တော်အဲ့မှာအများကြီးစကားပြောသွားတယ်ဝိညာဉ်တော်ကကျွန်တော်တိုးထီတယ်ကျွန်တော်ဘာနားလဲသွားဆိုမြန်မာပြည်ရဲ့သာသနာမတိုးတက်တဲ့အကြောင်းကဝိညာဉ်တော်ကိုအယားစီတာတာကျွန်တော်ဘဝကတန်ရှင်တော်ဝိညာဉ်တော်ကိုတကယ်ရပြီးတာနဲ့မရပြီးတာအယံกว่าတယ်ကျွန်တော်မြန်မာပြည်ကနှစ်ချင်းကုန်လုံးတော့မဟုတ်ပေါ့ဗျာ
အခုကတော့မြန်မာပြည်နှစ်ချင်းတွေကပွင့်နေပြီတင်းရုပ်တွေပဲမပွင့်တာအများစုတင်းအကုန်လုံးမပြောဘူးတော်များများမြန်မာပြည်မှာအဲ့ဒီအကြီးကဲတွေကလေတော်မပွင့်ကြဘူးဒါပေမဲ့အောက်ကလူတွေကရှာစားတာသူတို့ဖာသူတို့ဟိုတင်းတော်သွားဒီတင်းတော်သွားအဲ့လိုတွေဖြစ်တာလေအများကြီးအဲ့လိုတွေဖြစ်ကုန်တာဆိုတော့ကျွန်တော်တို့ကလည်းအဲ့အတိုင်းဝမ်နေကြီးပြင်းလာတဲ့ခါမှာဟိုရောက်သွားတော့ကျွန်တော်နားမလဲတာအများကြီးပေးကမ်းခြင်းလဲနားမလဲဘာမှနားမလဲဒါပေမဲ့အလူငွေကောက်လက်ကောက်သူများတွေကရေးလဲလဲထွက်ပြီးတော့ပေးတာပြေးပြီးတော့ပေးတဲ့အဖွဲနဲ့အဲ့မမနောက်ဆရာတယောက်ကရောက်လာပြီးတော့မှအကြီးကျယ်ပြောပြီးတော့နောက်တစ်ခါထပ်ကောက်တယ်အဲ့ဒါလည်းအကြီးကျယ်ထဲတယ်တခါသူများချက်ကြီးနဲ့ထဲတာ9000တချို့က9000ဟဲလိုတွေချတာကျွန်တော်9ချက်အရင်စဉ်းစားတယ်အရင်စဉ်းစားရတယ်ကျွန်တော်ဘာလဲဒါတွေကဟုတ်ကောဟုတ်ရဲ့လားဒါပေမဲ့တေးချာကျွန်တော်နားထောင်တဲ့အခါမှာသူကယေရှုကိုချီးမြှောက်နေတာသူ့ကိုဘာကြောင့်ဖခင်ကချီးမြှောက်လဲလို့ကျွန်တော်ကြည့်တော့ယေရှုကိုသူကချီးမြှောက်တော့ကြောင်းထူးဆန်းတဲ့အရာတစ်ခုကသူတခြင်းစဆိုပြီးဆိုတာနဲ့ဘာမှမသိဘူးကျွန်တော်အထဲကနေအလိုငိုချင်တာနားမလည်နိုင်တဲ့အရာကျွန်တော်အဖေသေတာတော့ကျွန်တော်မငိုတဲ့ကောင်မငိုဘူးသူများဟဲ့အောင်မေးဖေသေတယ်နဲ့ငိုဆိုတော့ကျွန်တော်လည်းကြိုးစားငိုလိုက်တယ်တခုလဲရှိတယ်အဖေကိုမချစ်လို့မဟုတ်ပါဘူးကိုယ်နဲ့အတူတူဒီလိုကြီးနေထိုင်ခဲ့ပြီးတော့ပြောဆိုခဲ့တဲ့အဖေကြီးကဝုန်းနဲ့တည်သွားတာကိုကျွန်တော်လက်မခံနိုင်တာလေတည်တယ်ဆိုတာကိုကျွန်တော်လုံးဝမယုံတာလေဒါကြောင့် तू တည်သွားတာကျွန်တော်ကကျွန်တော်ရဲ့ life ကအဲ့လိုသဘောပေါက်သွားရင်လေကျွန်တော်ကအဲ့ဒါပြီးသွားပြီမပေါက်မချင်းอ่ะကျွန်တော်ပေါက်တာနှီးတယ်ကောင်ဒီလိုလူစားမျိုးကျွန်တော်ဒါပေမဲ့သဘောပေါက်သွားပြီဆိုရင်လေအဲ့ဒါအသေးဆွဲကင်တာကျွန်တော်ဒါပေမဲ့သဘောပေါက်ဖို့အင်မတန်အချိန်ကြာတယ်ကျွန်တော်ငယ်ငယ်တဲ့စကားပဲနှေးတာမဟုတ်ဘူးအဲ့အုံနောက်ပါနှေးတာကျွန်တော်စကားနှေးတယ်ဆိုတာစကားတစ်လုံးပြောဖို့အကြာကြီးအချိန်ယူမှပြောရတယ်စကားထစ်တယ်လို့ခေါ်တာပေါ့ဆိုတော့အဲ့ဒီကျွန်တော်ရဲ့အတွေးခေါ်အုံနောက်လည်းအဲ့တိုင်းပဲကျွန်တော်ဖေတည်သွားပြီလို့သူများပြောတယ်ကျွန်တော်မငိုဘာလို့မငိုလဲဆိုတော့ကျွန်တော်လက်မခံလို့ဒီလိုကြီးပြောရင်းဆိုရင်းနဲ့မနှက်ပိုင်းပြောသေးတယ်နောက်ခဏနေတော့တည်သွားတဲ့အဖေဆိုလက်မခံနိုင်ဘူးဒါပေမဲ့တည်ပြီးနည်းနည်းကြာတော့မှတယောက်တည်းကိုဖတ်တာကိုပြန်စဉ်းစားပြီးတော့ဝမ်းနေတာလေအဲ့ချိန်ကြောင့်လည်းမငိုတော့ဘူးပေါ့ဒါပေမဲ့သူများငိုပြောချင်တာမျက်ရည်ကျဖို့မလွယ်ဘူးကျွန်တော်ဒါပေမဲ့အဲ့ဒီနေ့မှာသူစတချင်းဆိုတဲ့အချိန်မှာဘာမှမသိတဲ့အရာတခုကကလေးငယ်တယောက်ကရှိုက်ပြီးတော့ငိုတယ်လို့လေအဲ့လိုအထက်ကနေရှိုက်ပြီးတော့ငိုချင်တာနားမလည်ဘူးဘာလဲဆိုတာဒါပေမဲ့တဖြည်းဖြည်းနဲ့နောက်ပိုင်းသိလာတာတော့မာကြောတဲ့နှလုံးသားအသားအလားကြောက်နှလုံးသားကိုအသားနှလုံးသားဖြစ်အောင်ဘုရားပြုပြင်ပေးနေတာချင်းမင်းဘယ်လိုမျိုးပုံစံပဲဖြစ်ဖြစ်ငါမင်းကိုချစ်တယ်ဆိုတာကိုကျွန်တော်ပေးသိတာဆိုကျွန်တော်ညီကိုမောင်မတွေဘာပြောပြချင်လဲဆိုတော့လောကမှာလေဟိုလူပြောလို့ဒီလူပြောလို့လိုက်ပြီးတော့မှတင်နားယောင်ပြီးတော့မှရှောက်မလုံးနဲ့တင်ကိုယ်တိုင်လေ့လာပါတင်ကိုယ်တိုင်နားထောင်ပါတင်ကိုယ်တိုင်အချိန်ယူပါပြီးတော့မှဒီနေ့တော်များခရိယန်တွေလိန်ခံထိတယ်ဆိုတာကကျမ်းစာမဖတ်လို့များဖတ်ထားပြီးတော့ဆရာတွေကိုမယိုသေးခိုင်းတာမဟုတ်ဘူးနော်ညီကိုမောင်မတော်ဆရာတွေကိုယိုသေးရမယ်သို့တော့ဆရာတွေရဲ့တရားဟောချက်နဲ့ပဲအသက်ရှင်လို့မရဘူး
ပေါလုကဘာပြောလဲဆိုတော့ဟာလားအပင်ကိုရေလောင်းတဲ့သူရှိတယ်အပင်ကိုစိုက်တဲ့သူရှိတယ်ဒါပေမဲ့ကြီးထွားစေတော့သူဟာဘုရားသခင်ပဲတည်းတဲ့ကျွန်တော်တရားဟောချက်ကိုမနက်တိုင်းမှာနားထောင်တဲ့ဖွဲ့တွေရှိတယ်ညတိုင်းမှာနားထောင်တဲ့ဖွဲ့တွေရှိတယ်အဲ့ဒါတင်တော့မကြီးထွားစေဘူးအဲ့ဒါကသဘောပေါက်စေတယ် maintain တော့လုပ်နေတယ်တကယ်ကြီးထွားတဲ့အဆင့်ရောက်ဖို့ကကိုယ်တိုင်းနှုတ်ကပတ်တော်ဖတ်ရတာကိုယ်တိုင်းဖယားနဲ့အချိန်ယူရတာကိုယ်တိုင်းဖတ်လာတဲ့အချိန်ယူလာတဲ့အခါကြတော့မှဒီဝိညာဉ်ရေးရာရဲ့အလျားအနာအနတ်အမြင့်ကိုပိုင်းခြား၍သိလာတာပြီးတော့မှ discerning spirit of discernment ဆိုတာကဖယားသခင်ရဲ့ဒီဘယ်လိုခေါ်မလဲထိုးထွင်းနိုင်သောဉာဏ်ဝိညာဉ်ရလာတာရလာတဲ့အခါမှာသူကတော့တကယ်ဖျားစကားအလုံးလုံးနေတဲ့သူဖြစ်တယ်လူတယောက်ကိုအကျင့်ကိုကြည့်ပြီးတော့မှကျွန်တော်တို့ဆုံးဖြတ်လို့မရဘူးသူနဲ့ဖျားနဲ့ယဉ်နီးတာကိုကျွန်တော်နားမလဲပဲနဲ့သွားပြီးပြောမိရင်အလကားနေကိုယ့်ရဲ့အသက်တာထဲမှာအမင်္ဂလာယူတယ်လို့ဖြစ်တတ်တယ်ညီကိုမောင်မတော်ဆိုကျွန်တော်မသိဘူးတခါလေမှကျွန်တော်ရှောက်ပြောတယ်ဝိုင်းတော့လည်းဟာဘယ်နေဟင်းဆိုတာလကားပါကွာရှောက်ပြောတယ်ဒါပေမဲ့ကျွန်တော်တကယ်ရောက်သွားတဲ့အခါမှာအဲ့ဒီနေ့ကကျွန်တော်တတ်တာထဲမှာဝိညာဉ်တော်ရဲ့တိုးထိမှုကိုစတိခဲ့တဲ့အချိန်ကာလဖြစ်လာတယ်ဟာကျွန်တော်ယေရှုတော်အရန်ချီးမွမ်းတယ်ဆိုသူများဘာပဲပြောသူကောင်းမကောင်းကျွန်တော်အတွက်တော့သူ့ကိုဖျားအသုံးပြုခဲ့တယ်ဒီလိုပဲဒါကြောင့်ကျွန်တော်ဗာပြောသူများပြောတဲ့အတိုင်းကျွန်တော်တို့ကဟိုလူဒီလူလိုက်လှုပ်ရှားမလို့ဘူးကိုယ်တိုင်းနှုတ်ကပတ်တော်နဲ့အချိန်ပေးကိုယ်တိုင်းဖျားကိုဟာလာစကားပြောသွားလာတတ်ရင်ရှင်းကြလာမဟုတ်ရင်ဘာဖြစ်လာလဲဆိုတော့သူများပြောတဲ့အတိုင်းပဲဆရာတွေပြောတာပဲနားထောင်ပြီးတော့ပြီးတော့မှထင်ထားတာစံစာအုပ်ဆိုတာကသင်အုပ်ဆရာတွေကင်ဖို့ပဲသင်အုပ်ဆရာတွေဖတ်ဖို့ပဲအမှုတော်ဆောင်တွေဖတ်ဖို့ပဲထားတယ်လို့ထင်လားမသိဘူးယုံကြည်သူတွေကယုံကြည်သူမှန်ရင်နှုတ်ကပတ်တော်နဲ့အချိန်ပေးရမယ်ဘာပြောချင်လဲဆိုတော့ယုံကြည်သူတွေမှန်ပြီးဖခင်ရဲ့နှုတ်ကပတ်တော်နဲ့အချိန်မပေးရင်သင်တို့ဟာဘယ်လိုနားလည်အောင်ပြောရမလဲနော်ကြမ်းသွားလည်းမကောင်းခမရတို့မပြောဘူးစစ်မှန်တဲ့ဖျားပြင်ဆင်တဲ့အတ္တတာထဲမှာမရှိဘူးအလုံးလုံးလိုက်ပတ်စံလေးရလိုက်အိမ်ဘိုးကားဘိုးပေးလိုက်ဘာဘိုးပေးလိုက်အဲ့ဒါဘဝလို့ထင်တာလားNo တင်းကိုဖျားဒီမှာထားတဲ့ရွေချက်ပန်းနိုင်မတိတရေတရွေတင်းဟာဘာလို့ဘာကင်မှမသိတဲ့လူပဲတင်းကအတိတ်ပဲမဲ့အသက်ရှင်နေတဲ့သူပဲဘယ်သူဘယ်နှယောက်ကမန်ဒီကြရင်အလုတ်သွားတော့မယ်ဆိုရင်ခုန်ပြီးတော့ပျော်နေတာရှိဘူးလေHallelujah မနဖာအလုတ်သွားတော့မယ် Thank you Jesus hallelujah ဘသူရှိလဲဘသူမှမရှိဘူးအဲ့လူတွေအားလုံးတဲ့ယေရှုကဘာပဲလဲဝင်လေး၍ပင်ပန်းတော်သူအပေါင်းတို့ကိုမလှုပ်ချင်တဲ့အလုပ်ကိုသွားလုပ်နေတယ်ဘာအတွက်လဲပတ်စံရဖို့အရန်ပျော်ပြီးတော့သွားတာတရားမှမရှိဘူးအရန်ပျော်တာက Friday ညအရန်ပျော်တယ် Sunday ညအရန်စိတ်ကြည်ပြီးမနှက်ဖန်ရင်ဆိုင်ရတော့မယ်ဘယ်သူမှပျော်နေတာဆိုတာမရှိဘူးအဲ့ကလေးကပါလေတင့်နေရအမှန်မဟုတ်ဘူးအလုံးမလုံးအောင်ကျွန်တော်မပြောဘူးငါကကုန်းပေါ်မှာ तू ဘလုံးမှမပျော်နိုင်မယ်ရေထဲချလိုက် तू ပျော်ပြီအဲ့ဒါသူ့ရဲ့နေရလေး
ကျွန်တော်လောကလုပ်ဘူးတယ်တော်တော်စိတ်ညစ်တယ်ဒါမဲ့ကျွန်တော်ရဲ့ရည်ရွယ်ချက်ကိုကျွန်တော်ရှာတွေ့သွားတယ်ကျေးဇူးတော်ကြောင့်ရှာတွေ့သွားတဲ့အချိန်နဲ့စပြီးတော့ကျွန်တော်ဖျားခိုင်းတော့ကျွန်တော်လှုပ်လာတယ်ဒါပေမဲ့အဲ့ဒီစကူးမကူအချိန်လေးရဲ့ကြောက်စရာကောင်းတာအဲ့ဒီအချိန်လေးဖျားခေါ်နေတဲ့အချိန်ပေါ့ဖျားခေါ်နေပြီကိုကလည်းချတော့မယ်ဒါပေမဲ့ဘသူကျွေးမှလဲကျွန်တော်တို့ကသူများခန့်အပ်လို့မှုတော်ဆောင်ဖြစ်လာတဲ့လူတွေမှမဟုတ်တာအစင်တင်ရန်တင်ဖျားเจ้าလေးကလက်ကပေးမယ်ဆိုတော့အမှုတော်ဆောင်မှုထွက်လာတာမဟုတ်ဘူးလေဖျားထွက်ဆိုတဲ့အချိန်မှာကိုအမှုတော်ဆောင်လို့တော့မှမတတ်မှတ်ဘူးသူမှတတ်မှတ်ဘူးအဲ့ဒီအချိန်မှာကျွန်တော်ကအမှုတော်ဆောင်ချိန်ပြည့်ထွက်ဖို့ရန်အတွက်ဖျားခေါ်ပြီဘာနဲ့ခေါ်လဲယောမအခန်းကြီး၈ငယ်32ဖျားခေါ်ပြီညီကိုမောင်မတို့နှုတ်ကပတ်တော်နဲ့ဖျားစကားပြောတန်ကိုသင်ကြားတတ်လာပြီဆိုရင်သင်ဘဝကြီးရေးလဲပဲဘယ်လိုပြောမှမသိစကားမရှိဘူးဖျားစကားပြောတန်ကိုကြားပြီးတော့ဖွင့်ပြခြင်းနဲ့အသက်ရှင်တက်လာပြီဆိုရင်ခရိယန်အသက်တာဆိုတာကအယံတကူပါတယ်ဆိုကျွန်တော်ဘာကြောင့်ကြောညီကိုမောင်မတွေဝင်ငှနေတာလဲဆိုတော့လေဟုန်စီးပြီးတော့အဖနဲ့စိုးဆန်တဲ့သူတွေဖြစ်စေခြင်းလို့ဟာလေလုယာကျွန်တော်တို့ကလေမုန်တိုင်းရဲ့အောက်မှာပဲနေရတဲ့သူတွေမဟုတ်ဘူးလေမုန်တိုင်းရဲ့အထက်မှာဖျားနဲ့စိုးဆန်ရတဲ့သူတွေဖြစ်ဖို့ဖျားကကျွန်တော်တို့ကိုရွေးကောက်ထားတာဖြစ်တယ်ဟာလေလုယာနောက်တစ်ခုသူများပြောတယ်ဆရာဒေးဗစ်လားဆိုတာကျမ်းမာချမ်းသာတရားဟောတယ်တဲ့ prosperity gospel ဘာညာကျွန်တော်ဆိုတယ်ကျမ်းမာချမ်းသာမဟောလို့ကျွန်တော်ကယောဂတွေဖြစ်သေးကြလို့ဟောရမှာလားစင်ရဲတွေနေကြအလုပ်ကိုလည်းတပတ်မှတရက်ပဲသွားလို့ငငက်ပြက်နေအဲ့လိုကျွန်တော်ကပြောရမှာလား no ညီကိုမောင်မဒါဖခင်ရဲ့အကြံစီမမဟုတ်တာဖခင်သခင်တို့ပင်ပန်းစေခြင်းရင်အစပြီးတော့ဖန်ဆင်းစကလေးကတရက်နေ့မှာလူကိုဖန်ဆင်းမှာပေါ့ပြီးတော့မှ2ရက်နေ့မှာစအလုပ်လုပ်တော့လို့ပြောမှာပေါ့ညစနာကြည့်လေတရက်နေ့မှာလူကိုဖန်ဆင်း2ရက်နေ့မှာစပြီးတော့အာတန်ရဲ့ငါနဲ့ဝိုင်းကူလို့ပြောမှာပေါ့နောညီကိုမောင်မတို့အားလုံးအရာခတ်သိမ်းကိုအစီစဉ်တကြအကုန်ဖန်ဆင်းပြီးမှလူနေဖို့ရန်အတွက်အေဒင်ဥယျင်ကိုပါတေးတေးချာချာပြင်ဆင်ပေးပြီးတော့မှဟေးခဏနေပြင်ဆင်ပေးပြီးတော့မှ9ရက်မြောက်တဲ့နေ့ဟာ Sabbath day ဘာလို့တာလဲအနားယူတဲ့နေ့တခါတည်းသွင်းပလိုက်တာဘာလို့ခိုင်းတာလဲအနားယူခိုင်းတာအနားယူခိုင်းတာဒါဆိုတော့အဲ့ဒီမင်္ဂလာကအခုရှိလားရှိတယ်ခင်ဗျယေရှုကိုရတဲ့နေ့ကနေစပြီးကျွန်တော်တို့ကအဲ့ဒီ9ရက်မြောက်တဲ့နေ့ဆိုတဲ့ဥပုံနေ့ထဲကိုဝင်စားရတဲ့သူတွေဖြစ်သွားတာဟာလေလုယာဒါကြောင့်ထာဝရဘုရားသည်ငါ၏တိုးထိန်ဖြစ်တော်မူ၏ငါသည်ဆင်းရဲမခံရလို့ဒါဝိဒ်ကပြောတယ်ဒါပေမဲ့ကျွန်တော်လက်မှာကျတော့ယေရှုကပြောလဲငါသည်ကောင်းသောတိုးထိန်ဖြစ်တယ်တဲ့ယေရှုသည်ငါ၏ကောင်းသောတိုးထိန်ဖြစ်တော်မူ၏ငါသည်ဆင်းရဲမခံရဟာလေလုယာဟာလေလုယာယေရှုခရစ်တော်အားဖြင့်ကျွန်တော်မှာဆင်းရဲတယ်ဆိုတာရှိကိုမရှိကြတော့ဘူးပြီးတော့ဩစတြေးလျရောက်ပြီးအကျွေးရှိနေတာဖရားလိုတော့မဟုတ်ပြန်ဘူးဟယ်လိုဒါတော့မလုံနဲ့ယေရှုပြုရဲ့ဖရားနဲ့ပတ်သက်လာရင် limit မလုံကြပါနဲ့ခမညာအိုးဒီလိုပေါ့နော်ဒီနိုင်ငံရောက်ရင်တော့ခမညာအိမ်ဝယ်ဖို့တော့ကျွေးရှိရမှာပေါ့အဲ့လိုသင်ခံယူရင်သင်အကျွေးနဲ့အိမ်ဝယ်ရမှာပဲဒါပေမဲ့ငါကအိမ်ကို cash down ပေးဝယ်နိုင်တဲ့အထိငါ့ကိုဖရားကောင်းကြီးပေးမယ်လို့သင် limit မရှိဘဲနဲ့ယုံတတ်ရင် hello limit မရှိဘဲယုံတတ်ရင်
ဖယားကတင်ယုံကြည်သည့်အတိုင်းတင်၌ဖြစ်စေလို့ပြောလိုက်တယ်ဖယားဖြစ်တယ်ဟာလေလုယာဒါမဲ့တော်တော်များညီကိုမောင်မတို့အဲ့ဒါကိုလက်မခံနိုင်ဘူးလက်မခံနိုင်ဆက်လုပ်ကြအကျွေးနဲ့ဆက်နေကြဘာဖြစ်လို့ဆိုတော့တော်တော်များကကျွန်တော်လို့အကဘာလဲအကန့်နေမဟုတ်ဘူးကျွန်တော်ကန်နေတာမဟုတ်သေးလားဖယားသခင်ကဒီ system ထဲကနေသူ့ကိုဆွဲထုတ်ချင်တာဒါမဲ့သင်ကဒီ comfort zone ဆိုတဲ့ဒီ okay နေတဲ့တပတ်သွားအလုပ်လုပ်မယ်ပြန်လာမယ်ရတဲ့ပတ်စံနဲ့ပေးလိုက်မယ်အဲ့ဒါ very comfort zone ပဲအဲ့ဒါအရန်ကို comfort zone ထဲမှာဖြစ်နေသွားလိုက်ပြန်လာလိုက်အလုပ်လုပ်လိုက်အေးဆေးပဲအဲ့ဒါယူဘဝလို့ထင်တာ no ကျွန်တော်ဖယားအဲ့ထက်နဲ့ဆွဲထုတ်ခြင်းတဲ့အခါမှာကျွန်တော်လည်းယုံကန်ရတယ်နေ့ရက်တိုင်းမှာကျွန်တော်ကဖယားသခင်ကျွန်တော်ခေါ်တာဟုတ်ရဲ့လားနှုတ်ကပတ်တော်နဲ့ချိန်ထိုးဆူတောင်းအခန်းထဲမှာခဏမငြိမ်နိုင်ဘူးကျွန်တော်တနေ့အလုပ်လုပ်ရတာလဲပျော်ရွှင်မှုမရှိဘူးဒါပေမဲ့ဖယားလည်းခေါ်နေပြီထွက်သွားရင်လည်းပဲဘယ်သူကလာကြွေးမှလဲအိမ်မှာလည်းအမေ2ယောက်ရှိတယ်အမေ2ယောက်ဆိုရောက်ခမနဲ့အမေနဲ့ရှိတယ်သူတို့လည်းအဖွားကြီးတွေအလုပ်ထွက်လို့ပြောရမှာလားဒါလည်းအထိပ္ပယ်မရှိပြန်ဘူး no မဖြစ်ချင်ဘူးကျော်သားလေးတွေဆိုတာလည်းငယ်သေးတယ်အဲ့တုန်းကကျွန်တော်လှုပ်လိုက်အိမ်ဘိုးပေးလိုက်ကားဘိုးပေးလိုက် okay နေတာပဲ okay နေတယ်ဒါမဲ့ဖယားကထွက်ခဲ့လို့ပြောတဲ့အချိန်မှာကျွန်တော်ဖယားနဲ့ချိန်ယူရပြီတင်းရတတ်တာမှာတကယ်အဲ့ဒီ system ကြီးထဲကဒီလောကရဲ့ system ထဲကတင်လွတ်ချင်တော့တင်ဖယားစကားလို့တယ်ဖယားစကားလို့ပြောတဲ့ခါမှာတင်ကျမ်းစာဖတ်နေရင်နဲ့မှာသင်အတွက်ဖယားပြောတဲ့တီးတန့်စကားဆိုတာရှိတယ် yeah ကျွန်တော်များပြောစရာ just one word can change your entire life just one word ဘာနဲ့တူလဲဆိုတဲ့အခါမှာပေတရုကျွန်တော်ညီကိုမောင်မတွေကျွန်တော်ဘာလို့ကျွန်တော်ပြောနေဆိုတဲ့အခါမှာအခုကျောင်းသားတွေလည်းရှိမယ်တမနော်လူငယ်တွေကျောင်းသားတွေရှိမယ်ဟိုတက္ကသိုလ်ကျောင်းသား high school မျိုးစုံရှိမယ်နော်ဒီ high school ကျောင်းသားတွေရောသူတို့စဉ်းစားတဲ့ပုံကိုပြောင်းစေချင်တယ်ဘယ်လိုစဉ်းစားလဲဆိုတော့ဒီမှာရောက်လာနဲ့တက္ကသိုလ်တက်မယ်ပြီးရင် company တစ်ခုမှာအလုပ်ရဖို့စဉ်းစားမယ်ကောင်းတယ်ဒါပေမဲ့အဲ့ဒါမဟုတ်ဘူးလေနော်ကျောင်းစတက်ကလေးကသူများစီမှာအလုပ်လုပ်ဖို့ကျောင်းသွားတက်တာထက်ကိုယ်စီမှာအလုပ်သူများပြန်လာလုပ်ဖို့ကျောင်းတက်ရမှာလေဒါပေမဲ့ကျွန်တော်တွေးခေါ်ကသူများတွေအလုပ်ပြီးရင်ဟလာကျောင်းတက်မယ်တက်ပြီးရင်သွားလုပ်မယ်သူများစီမှာဒါပေမဲ့ဖယားသားသမီးတွေကဖယားကဘယ်တော့မှအမိမှာပြောချင်တာသူများစီမှာအလုပ်လုပ်ရတဲ့သူမဖြစ်စေချင်ဘူးသူများကတင်တို့စီမှာလာအလုပ်လုပ်ရတဲ့အသူတွေဖြစ်စေချင်တာအမိမှာမထားဘူးဥကောင်းမှာထားမယ်ဆိုတာအဲ့ဒါကိုပြောတာလေကျွန်တော်ရဲ့ဒီ mindset တွေအားလုံးကိုအကုန်ချိန်ပစ်ဖို့အရန်ရည်ကြီးတယ်အကုန်ချိန်ပြရမှာနောက်ခဏနေကျွန်တော်တရားဟောမယ်အခုကကျွန်တော်မဟောသေးဘူးကျမ်းစာကိုမပြောမချင်းကျွန်တော်တရား legally မဟုတ်သေးဘူးတရားဟောတာအခုအားပေးနေတာမနေ့ကကျမ်းစာစကင်နေမလားယောမဩဝါဒစာလို့ပြောလိုက်ပြီဆိုအဲ့ဒါအဲ့မှာစတာโอเคခင်ဗျားတို့ဆူတောင်းကျမ်းစာဘက်ကိုမလှည့်နိုင်သေးဘူးခုကဆိုကျွန်တော်ဘာပြောပြချင်တာလဲဆိုကျွန်တော်ညီကိုမောင်နှမတွေကျွန်တော်တို့မြန်မာပြည်ကနေပဲပြောရအောင်ဗျာကြီးပြင်းလာတော့ညီကိုမောင်နှမတွေအဲ့ဒီအတိုင်းဝိုင်းထဲမှာပဲကြီးပြင်းလာတော့မွေးလာတဲ့ကလေးတွေပင်လင်းဟိုယူပါယုံကြီးမထားရကြဘူး
ကျွန်တော်ခုယူပါယုံထားတယ်အခုကြောင်းစားလုပ်ပြီးထိုင်းမှာပြီးတာနဲ့ကျွန်တော်အမေရိကမှာဒုတိယကြောင်းပြန်စပြီဘာဖြစ်လို့စမှာလဲအဲ့ဒီကြရင်တော့ကျွန်တော် train မှာက mindset ကျွန်တော် limit လောက်ထားတဲ့အရာတွေဖယားလုံးဝမကြိုက်တာအမြဲတမ်းကျွန်တော်တို့ကဒီသူလောကသားတွေရဲ့တတ်မှတ်ထားတဲ့စီမင်းစည်းကမ်းထဲမှာကျွန်တော်နေချင်တယ်ဒီ system ထဲမှာနေချင်တယ်မင်းအောင်မြင်ချင်ရင်ကြောင်းတက်ကြောင်းမတက်ဘူးကျွန်တော်မပြောဘူးတက်ကတူတက်အခုအဲ့ဒီတက်ကတူတက်တဲ့သူတွေအားလုံးကျွန်တော်စီမှာလာလုံးနေရတယ်လေဘယ်လိုလုံးမလဲကျွန်တော်10တန်းမှမအောင်တာအခုကျွန်တော်ကျောင်းလုပ်တယ်ဖျားဖွင့်ပြလို့အဲ့ကျောင်းမှာလာတင်တဲ့ professor ကိုကျွန်တော်ကျောင်းရဲ့ founder လေအဲ့ကျောင်းမှာလာလုပ်လို့တဲ့သူတွေကကျောင်းအုပ်တွေဆရာတွေလေစသချင်းကြီးကိုမဟုတ်ကျွန်တော်ဘာပြောချင်လဲဆိုတော့ကျွန်တော်ကပညာသွားမတင်နဲ့လို့ကျွန်တော်မပြောဘူးပညာလည်းတင်ပါကျောင်းလည်းတက်ပါကျိုးလည်းကျိုးစားကြပါကျွန်တော်သားလေးဆိုလဲကျွန်တော်သားကြီးအခုနဘေးစီသွားတဲ့သားကြီးလေးဘာမှတခြင်းတစ်ခုမှမရဘူး तू ဘယ်လိုတီးလဲမသိဘူးဒီတခြင်းတွေလည်း तू မသိဘူး तू သိတာ elevation တို့ elevation မဲ့ तू နားထောင်တာတွေ့တယ်အဲ့ချင်းတွေပဲ तू ရဒီချင်းတွေမရဘူး तू ဘယ်လိုတက်တီးလဲမသိဆိုကျွန်တော်သားလေးပြီးခဲ့တဲ့ April လ तू ကဘွဲရတယ်တက်ကတူဘွဲရတယ်ဝမ်းသာပါတယ်ဒါပေမဲ့ तू နဲ့ကျွန်တော်ခီးသွားနေမှာအဖေငါဘာဖြစ်လို့ငါဒီကြောင်းတက်လဲသိလားတဲ့မသိဘူးလေလို့နင်ဘာဘွဲရမှတော့ငါမသိဘူးလို့တကယ်မသိဘူးခင်ဗျကျွန်တော်မလိမ္မာဘူးအခုဒုတိယသားတက်ကတူတက်တယ်ဘာတက်နေလဲကျွန်တော်မသိဘူးကောင်းပါလေတက်ဒါမဲ့အခုသူတက်တဲ့ဟာကကျွန်တော် ministry အတွက်အရာအခုကျွန်တော် ministry မှာအခု YouTube မှာလေကျွန်တော်ပုံလေးတွေလေလှလှလေးတက်နေတာလေအဲ့ဒါကျွန်တော်သားလုံးနေတာကျွန်တော်သားအခုဟိုကျွန်တော်ရဲ့ David La app လေ David La app ဟိုရုပ်ရှော့နဲ့David La app ကိုနည်းနည်းပြင်အောင်သားမျက်မှန်နဲ့လေအခုမျက်မှန်မရှိတော့ဘူးနည်းပြင်အောင် David La app အဲ့ David La app အခုလုံတာ तू ပဲကျွန်တော်သားပဲဆိုတော့ तू ကအခု media ပိုင်းဆိုင်ရာအားလုံး तू ကကင်တယ် तू က media director ဖြစ်လာတယ်တာဘာဖြစ်လို့ကြောင်းတက်ခဲ့တာလဲအဲ့ဒါ तू အမှုတော်ထဲမှာကုညီရှင်လို့တဲ့ဆိုတော့အော် तू လားဖြစ်လာတယ်ဒုတိယကျွန်တော်သားတက်တာလဲကျွန်တော်မသိဘူးဘာလို့မလဲမသိဘူးဒါပေမဲ့ तू ကတော့ तू နိုင်ငံသားကျွန်တော်ပတ်စံလည်းမယူဘူးဘာတချမ်းမှမယူဘူးသူ့ဘာသာ तू subway ဆိုတဲ့ပါမုတ်ဆိုင်မှာ तू ဒီတစ်နေ့လုံးကြောင်းပိတ်တာ तू အလုပ်သွားလုပ်တယ်တစ်နှစ်ကိုပြီးခဲ့တဲ့နှစ်ကတည်းက तू high school ပြီးတယ်အဲ့ဒါကို तू တစ်နှစ်အဲ့တစ်နှစ်ကိုမတက်ဘဲနဲ့တစ်နှစ်လုံး तू စောင့်တယ်အဲ့တစ်နှစ်လုံး तू အလုပ်သွားလုပ်တယ်လုပ်တော့ဒီနှစ်မှာ तू တက္ကသိုလ်သွားတက်တယ်အဲ့ဒီတစ်နှစ်လုံးရထားတဲ့ပတ်စံနဲ့ तू သွားတက်တယ်တားလေအဖေရှိပါတယ်အဖေပေးပြစေမလို့အိမ်မှာလည်းမနေဘူးအဆောင်မှာသွားနေတယ်ဘယ်လိုကလေးလည်းမသိဘူးကျွန်တော်လည်းနားမလဲဒီလိုနေတယ်ရင်ထဲမှာတော့မကောင်းတားလေးအဆင်ပြေလားပြေတယ်ငွေလေးပါလဲလို့ပြောမလို့ဘူးဘယ်တော့မှမလို့ဘူးပေးချင်တဲ့အဖေကမပေးရဘူးဖြစ်နေ
so သားသမီးတွေအတွက်လည်းပူစရာမလိုဘာမှဒါပေမဲ့ဒီကလေးတွေဘာပြောချင်လဲသူတို့ဘာသူတို့စူးစမ်းသူတို့ဘာသူတို့ဘွဲတွေရနေတယ်နောက်ခဏနေလဲအဲ့ကလေးကရအောင်မယ်ဘွဲကအရေးကြီးပါတယ်တင်ကြပါသို့တော့ကျွန်တော်ဘာပြောချင်လဲဆိုတော့အဲ့ဒီဘွဲထားဘွဲရပြီးတော့မှသင်ကိုဖျားထားတဲ့ရည်ရွယ်ချက်ပန်းတိုင်းသင်မသိရင်သင်ဘာမလုပ်နိုင်ဘူးဘာမလုပ်နိုင်ဘူးအခုဆိုရင်ကျေးဇူးတော်တတ်ကြောင့်ကျွန်တော်ဘာမှမဟုတ်ပေမဲ့တကယ်လဲကျွန်တော်ကတကယ်လဲဘာမှမတတ်တဲ့လူတယောက်ပါအခုနကျွန်တော်ပြောပြီးသားကျွန်တော် digest လုပ်တာနှေးတဲ့လူတယောက်အရာခတ်သိမ်းပါနားလေဖို့အင်မတန်အချိန်ကြာကြီးယူရတယ်တရားတွေဘာတွေဟောတယ်ဆိုရင်လည်းပဲကျွန်တော်ပြောပြမယ်ဒီနေ့မှငါဒါဟောမယ်ဆိုတာကျွန်တော်မှမရှိဘူးပြင်ဆင်ထားတယ်ဆူတောင်းထားတယ်ဖတ်ထားတယ်လေ့လာထားတယ်ကြိုက်တာဆွဲထုတ်သွားကျမ်းစာတော့အထဲမှာရှိရမှာပေါ့နော်နှုတ်ပတ်တော်အထဲမှာအများကြီးတော့ထည့်ထားပေါ့အချိန်တန်သူ့ဘာသူဆွဲထုတ်သွားပါစေပေါ့ဝိညာဉ်တော်ကရေတုံးကင်လိုပဲလေညီကိုမောင်မတော့ရေရှိထားရင်လေဝင်လာတာနဲ့နှုတ်ကဟလာရေကထွက်လာတယ်လို့နှုတ်ကပတ်တော်ထဲမှာရှိထားရင်တော့ဝိညာဉ်တော်ကအချိန်တန်တော့မဆိုင်ရင်နှုတ်ကပတ်တော်ထွက်လာမှာပဲနှုတ်ကပတ်တော်ထွက်လာရင်လူတွေပြောင်းလဲတာပေါ့ဒါပါပဲဆိုတော့ကျွန်တော်ကပြောင်းလဲအောင်လည်းလုပ်လို့လည်းမရပါဘူးပြောင်းလဲစေတာဖရားပါပဲဖရားဘယ်လောက်တစ္ဆာရှိလဲဆိုတော့ကျွန်တော်ကတရားဟောပြီးသွားပြီမဲ့ဝိညာဉ်တော်ကမပြီးဘူးခင်ဗျာအဲ့တရားဟောချက်ကိုဟဲ့လားလူတွေကိုတကားလိုက်ခောက်ပြီးတော့လိုက်နားထောင်စီပြီးပြောင်းလဲနေတဲ့သူတွေကကျွန်တော်အမေရိကတောက်လျှောက်သွားတဲ့ခါမှာ၄လလုံးကျွန်တော်တရားတော်ဟောတယ်အဲ့ဒီမှာလွတ်မြောက်တဲ့သူတွေအများကြီးတွေ့ရတယ်2020မှာကျွန်တော်ထောင်ထဲကနေပြန်ထွက်လာပြီးကနေဒါကိုရောက်တယ်အရင်ကရောက်ပြီးတော့2020မှာလားကျွန်တော်ရက်တရားဟောတယ်ရက်တိတိတရားဟောတယ်အဲ့ဒီရက်တိတိတရားဟောတဲ့အဲ့တရားဟောချက်ကလူပေါင်းများစွာကိုလွတ်မြောက်စေတယ်နေ့တိုင်းကျွန်တော်ရက်တရားပြည့်အောင်တရက်ကျွန်တော်ဟောတယ်အဲ့ရက်တိတိကိုလည်းပဲနေ့တိုင်းဗီဒီယိုရိုက်ပေးတယ်GD ဒါလေသူကလည်းကြောင်းကလည်းရှိသေးတယ်တစ်ဖက်ကဒါပေမဲ့နေ့တိုင်းကျွန်တော်ရိုက်ပေးပြီးတော့မှသူကပြန်တင်ပေးရတယ်ဆိုတော့သူလှုပ်ပေးတယ်ဒါပေမဲ့အဲ့ဒီအားဖြင့်အများကြီးလွတ်မြောက်ခြင်းတွေရလာတယ်ကျွန်တော်ဘာပြောပြချင်တာဆိုတော့ကျောင်းကြီးကိုမောင်မတို့ဖယားရဲ့ရည်ရွယ်ချက်ပန်းတိုင်ထဲကိုမဝင်မချင်းကျွန်တော်တို့ကအယံပင်မှန်းတယ်လူတိုင်းမှာရည်ရွယ်ချက်ရှိတာမှန်တယ်ဒါပေမဲ့ဖယားထားတဲ့ရည်ရွယ်ချက်နဲ့ကိုယ့်ရဲ့ရည်ရွယ်ချက်နဲ့တထပ်တည်းကြတဲ့အချိန်ကြတော့မှကျွန်တော်တို့ကတကယ်ကိုပေါ့ပါသွားတာဒါကြောင့်ကျွန်တော်ဗာပြောချင်တာဆိုကြောင်းတက်ကြတာကောင်းတယ်အလုပ်စူးစမ်းကြတာကောင်းတယ်ဒါပေမဲ့တင်ဒီတရက်တင်းရဲ့လှုပ်ဆောင်နေတဲ့အရာအလုံးကဖယားသခင်ရဲ့ပြင်ဆင်ထားတဲ့တင်းအတွက်ပြင်ဆင်ထားတဲ့အရာနဲ့တထပ်တည်းကြရဲ့လားဆိုတာကိုတင်ကသိဖို့ရန်အတွက်ဝင်လေး၍ပင်ပန်းတော်သူငါထံသို့လာတဲ့ငါချမ်းသာပေးမယ်တဲ့အဲ့ဒီချမ်းသာဆိုတာကြီးအရန်ထူးဆန်းတဲ့ချမ်းသာညီကိုမောင်မတို့ရဲ့တင်မလုတ်ချင်တဲ့အလုပ်ကိုတင်လုပ်နေရတယ်ဒါပေမဲ့ဝင်လေးပင်ပန်းနေတဲ့ကျွန်တော်ဟာယေရှုထံသို့ကျွန်တော်သွားလိုက်တယ်2003ခုနှစ်မှာကျွန်တော်ယေရှုထံကိုနေ့တိုင်းတိုးဝင်ပြီးတော့ဖခင်နဲ့အချိန်ယူလာရင်းနဲ့တမနက်မှာဖခင်ကယောမ8:32နဲ့ကျွန်တော်စကားပြောတယ်မိမိသားတော်ယင်းကိုမနှမျောပဲငါတို့ရှိသမျှအဖို့အလို့ငါစွန့်တော်မူသောသူသည်သားတော်နှင့်တကွာခတ်သိမ်းသောအရာတို့ကိုငါတို့ကမပေးပဲအဘယ်သို့နေတော်မူမည်နည်းအဲ့ဒီကျမ်းပိုက်ကကျွန်တော်အလွတ်ရတဲ့ကျမ်းပိုက်ဖြစ်ပေမဲ့အဲ့ဒီနေ့မှာကျွန်တော်အဲ့ဒီနှုတ်ကပတ်တော်နဲ့ဖခင်စကားပြောလိုက်တယ်ပြောတဲ့အချိန်မှာအရန်ထူးဆန်းတာကရင်ကွဲမတက်ခံစားရတယ်သူပြောလိုက်တဲ့သူပြောအဲ့ဖတ်နေနဲ့ကျွန်တော်ဘာသဘောပေါက်သွားလဲဆိုတော့မြင်သွားတာပဲပြောရမှာပေါ့ကျမ်းစာဖတ်ရင်မြင်သွားဖို့လိုတာဘာမြင်သွားလဲဆိုတော့ငါတဲ့မင်းကိုငါထာဝရအသက်တောင်မှပေးပြီးသားယေရှုအားဖြင့်ကြံတဲ့အရာတွေကိုငါမပေးပဲဘယ်လိုနေမှလဲတဲ့မင်းကိုအကုန်ပေးထားပြီးသားလေမင်းပါဆွေးနေတာလေ
ဒီထဲမှာအယံခံစားတယ်မနေနိုင်တော့ဘူးကျွန်တော်တော့အလုပ်ထွက်မယ်လို့ကျွန်တော်ပြောလိုက်တယ်အလုပ်ထွက်မယ်ပြောလိုက်တယ်ဒါပေမဲ့ကျွန်တော်အလုပ်ထွက်မယ်လို့ပြောပေမဲ့နည်းနည်းဘယ်လိုခေါ်မလဲကျွန်တော် license ကိုကျွန်တော်မဖြတ်စီသေးဘူးကျွန်တော်ရဲ့ license ရှိတယ် license နှစ်ခုရှိတယ်ကျွန်တော်အဲ့ license နှစ်ခုကဘယ်နေရာမှာဖြစ်ဖြစ်အလုပ်ရှိုင်လွဲတယ် so just in case ပေါ့အင်းလို့ပြောရင် just in case ပေါ့ကွာတလားနာလောက်အဆင်မပြေလာရင်ဒီဟာလေးပြန်လုပ်မယ်ပေါ့ဒါပေမဲ့ဖခင်ကအဲ့ဒါမကြိုက်ဘူးဖခင်ကအလုပ်လုပ်ရင်အဲ့လိုမျိုးဘယ်လိုခေါ်မလဲပြက်လုပ်တာကိုကြိုက်တယ်ဆိုတော့ဖခင်နဲ့စကားပြောရင်နဲ့ဖခင်ကဘာဖော်ပြလဲဆိုတော့အဲ့ဒါကိုဖော်ပြတယ်မင်းအဲ့ဒါကိုဖြတ်ပလိုက်တော့ဘာအဖြစ်ဖော်ပြဆိုအေလိယနောက်ကိုလိုက်တဲ့အခါမှာဘယ်လိုလိုက်လဲနွားတွေကိုဘာလုပ်ပလိုက်လဲမရစ်ဘူးဆိုတပ်လိုက်တယ်ပြီးတော့နွားချက်ပလိုက်တယ်မရစ်ဘူးဆိုခင်ဗျာ sorry အရှိဆုံးမှနွားကိုတပ်ပြီးတော့မှသူ့ရဲ့လေထုံနဲ့ထုံတုံးကိုထင်းလုပ်ပလိုက်တယ်ပြီးရောအဲ့ဒီနွားကိုချက်ပြီးတော့တရွာလုံးကျွေးပလိုက်တယ်ကျွေးလိုက်ပြီးတော့မှလိုက်သွားတာအဲ့ဒါကိုကျွန်တော်ဖျားဖော်ပြတယ်မင်းငါနောက်လိုက်မယ်ဆိုရင်နွားကိုတတ်ထုံတုံးကိုဖြတ်ဆိုဘာပြောရလဲကျွန်တော်နွားနဲ့ထုံတုံးက license နှစ်ခုဒါကျွန်တော်လုပ်ပြန်ရှာလို့ရတယ်လေအဲ့ဒီမှာကျွန်တော်ကကြီးနဲ့ညက်ပြီးတော့ကျွန်တော်ဖြတ်လိုက်အောင်ဖြတ်လိုက်ပြီးရောမမတော့လည်းမသိဘူးချီလုံးချလုံးဖြစ်တာလေငါမပြီလားမသိဘူးဟာမဟုတ်ဘူးနှစ်ပိုင်းကနေကျွန်တော်လေးပိုင်းထပ်ပိုင်းပလိုက်တယ်လေးပိုင်းနဲ့ငါပြန်စိုက်ဆက်ထောင်းမယ်ငါပြန်မလို့အကုန်လုံးတေးလေးအကုန်လုံးတော့ကျွန်တော်ပြလိုက်တာအဲ့ဒီနေ့ကနေစပြီးတော့နည်းနည်းရင်ခုန်စရာလေးတော့ရှိတာပေါ့နော်ရင်ခုန်စရာလေးတော့အများကြီးရှိတယ်ဒါပေမဲ့အဲ့ဒီရင်ခုန်လာတဲ့အချိန်တိုင်းမှာ no ငါဖခင်ငါ့ကိုဘယ်တော့မှပြစ်မထားဘူးငါနဲ့အတူရှိတယ်အဲ့ဒီနှုတ်ကပတ်တော်လေးနဲ့ပဲပြန်ပြီးတော့ခံယူတက်လာတဲ့အခါမှာတရားပိတရဲ့ညီကိုမောင်မတို့ရဲ့ငတ်သွားတယ်ဆိုတာမရှိတဲ့အပြင်နော်အချိန်ကြာလာတာနဲ့အမျှဖခင်ရဲ့လက်တော်ကြီးကပိုထင်ရှားလာတာပြီးတော့မှစာဝတ်နေရေးအကုန်ကိုဖခင်ပြင်ဆင်လာတာနောက်တစ်ခုထပ်ပြီးတော့ပြောပြချင်တာကအဲ့ဒီအလုတ်စူးစမ်းပြီးတော့လုပ်တဲ့အချိန်တုန်းကဆိုရင်နော်ဝင်ငွေလဲမများပေမဲ့မနှဲပါဘူးကျွန်တော်ဝင်ငွေရလေဝင်ငွေများပါတယ်များလို့လဲအိမ်ရတာပေါ့နော်ဆိုတော့ဝင်ငွေနေတဲ့သူကဘလို့အိမ်ဝယ်ရင်ဘာချပေးမှလဲအဲ့တုန်းကတလဲနဲ့သွားခဲ့ရတဲ့ဘဝကျွန်တော်တို့ကဆိုတော့ဒါမဲ့အလုတ်ဖျားခင်ခေါ်တဲ့နောက်ကိုလိုက်သွားပြီးတော့သူခိုင်းတာပဲလှုပ်တဲ့အချိန်ကနေစပြီးတော့မှဖခင်ကအကုန်လုံးတစ်ခုပြီးတာဝန်ယူလာအဲ့တောင်းလျှောက်မှာကျွန်တော်သင်ခဲ့တဲ့အရာတစ်ခုကဖခင်ကို limit မလုပ်ရင်ဖခင်သခင်ကလေသင်က limit လုပ်ထားတဲ့ဖခင်ကတင့်ကိုဘလို့မစားလို့မရအောင်ဒါမဲ့သင်ယုံကြည်တဲ့အတိုင်းဖခင်ကအလုပ်လုပ်ပေးတယ်ဖခင်ဖြစ်တယ်ဥပမာယေရှုရဲ့လက်နဲ့ထိတဲ့သူတွေကအနုယောဂါငြိမ်းသွားတယ်အနုယောဂါကနေပျောက်သွားတယ်အနာယောဂါငြိမ်းသွားတယ်ဒါပေမဲ့စနစ်ပတ်လုံးဒီသွေးသွန်တာဆွဲတဲ့မိန်းမကြတော့ယေရှုကငါ့ကိုတို့မှာမဟုတ်ဘူးဘာလို့ငါကသူများတို့လို့မရတဲ့သူတယောက်ဖြစ်တယ်ဒါပေမဲ့ तू မသိအောင်ငါသာလေးသွားတို့မယ်တို့တာနဲ့ငါပြောင်းမယ်ဆိုတော့နားလည်စေချင်တာယေရှုတို့လို့ပြောင်းနေတဲ့အချိန်ကာလမှာ
သူကယေရှုသွားတော့ရင်လေပျောက်မယ်ဆိုတာကသူ့ရဲ့ယုံကြည်ခြင်းပြောချင်တာကသူမြင်နေရတာကယေရှုကလက်တင်လိုက်ရင်အနာရောဂါတွေငြိမ်းတယ်မျက်စိကန်းတဲ့သူကမြင်တယ်နားပင်းတဲ့သူကပြန်ကြားသွားတယ်ဒါပေမဲ့သူ့ကိုကြတော့တိုးလို့မရဘူးဘာလို့သူတို့ရဲ့တရားအရာပြည့်ညတ်တရားအရာဆိုရင် तू ကဘသူနဲ့မှထိလို့မရတဲ့သူတယောက်ဖြစ်တယ်ဒါပေမဲ့ तू ကသူများယေရှုငါ့ကိုလာတို့မှာမဟုတ်ပေမဲ့ငါယေရှုသွားတို့မယ်အဲ့ဒီသွားတို့လိုက်တဲ့အချိန်မှာချစ်စနာကြီးကိုမောင်မတော်သူ့ရဲ့ပြင်းပြတဲ့အရာတစ်ခုကယေရှုရဲ့တကူထွက်စေတယ်ဒါဟိုနေ့ကကျွန်တော်ညီငယ်လေးတယောက် online မှာလည်းအခုဖခင်သုံးနေပါတယ်အခုလည်းဖခင်တော်တော်လေးသုံးနေပါတယ်သူအခုကျွန်တော်စီမှာဒီ Dream Ministry မှာပဲလာပြီးတော့သူကအင်္ဂလိပ်ဆရာအနေနဲ့လာပြီးတော့ဆက်ကတ်တယ်ဆရာရဲမင်းထဆိုတာသူကရောက်လာပြီးတော့ကျွန်တော်စီမှာပဲသူကဆရာကျွန်တော်ဝิญဉ်ဖခင်ဖြစ်တယ်ကျွန်တော်မှုတော်ဆရာနဲ့ပဲတူဆောင်မယ်โอเคညီလေးလာဆက်ကတ်ဆိုတော့သူကျွန်တော်စီမှာတင်ယူပါတယ်ဆရာဘိတ်တိတ်နဲ့ပတ်သက်ပြီးတော့သူတကိုးနဲ့အသက်ရှင်ခြင်းနဲ့ဆရာတကိုးနဲ့အသက်ရှင်ဖို့ဆရာဘယ်လောက်ဆူတောင်းလဲဆရာကျွန်တော်လာမေးတယ်ဆူတောင်းနေဆိုတာယုံကြည်သူတို့တကူးတကလောက်ရမယ့်အရာမဟုတ်ဘူးဗျာထမင်းစားရည်တောက်ဖြစ်နေရမယ့်အရာမဟုတ်လေလူဆိုတာအသက်ရှင်ဖို့အသက်ရှူရတယ်မဟုတ်လားကျွန်တော်တို့ခရိယန်ဆိုတာကဆူတောင်းခြင်းဆိုတာအသက်ရှူခြင်းဗျာအဲ့ဒါယူရေးကြီးခွင်ကျယ်ပြောစရာမလိုကျမ်းစာဖတ်တယ်ဆိုတာကကျွန်တော်တို့ထမင်းစားရည်တောက်ဖြစ်နေရမယ်ဟိုကျန်တဲ့ချိန်တွေထက်နှုတ်ကပတ်တော်အချိန်ပေးတတ်တဲ့သူတွေဖြစ်ရမယ်ဘာလို့ဘယ်အရာကမှကျွန်တော်တို့ကိုတိုးတောင်မလုပ်ပေးနိုင်ဘူးနှုတ်ကပတ်တော်လွဲလို့အဲ့တော့ဒီလောကကြီးကကျမ်းစာဖတ်တဲ့လူဟာတလှုပ်ထားတာကျမ်းစာပဲဖတ်နေခင်ဗျားတို့ဘာအချိန်ထူးမှာ no ဒီမှာကျွန်တော်ပြောပြမယ်ဘယ်အရာကမှအာမခံချက်မပေးနိုင်ဘူးနှုတ်ကပတ်တော်လွဲလို့ပြောခင်ဗျားတို့အိမ်နဲ့ကားတွေဝယ်ထားတဲ့ကိုယ့်ကိုအဟုတ်ကြီးလို့မထင်နဲ့ဘယ်ပန်းနိုင်မှမရောက်သေးဘူးဘယ်အလုံးမှမလုပ်ရသေးဘူးဆိုရင်ခင်ဗျားနှုတ်ကပတ်တော်အချိန်ပေးသင့်တယ်လောက်အလုံးကလေးရလာလိုက်ပြီးတော့ဟို holiday မှာငါးသွားများလိုက်ကန်ဂရူးသွားပြစ်လိုက်ခင်ဗျားတို့အဲ့ဒီဘဝကြီးအဟုတ်ကြီးထင်တာလား no အဲ့ဒါ life မဟုတ်ဘူး life ဆိုတာကမိမိအားဖြင့်များစွာသောသူတွေကောင်းကြီးဖြစ်နေတာကအဲ့ဒါကတကယ်ဖယားသခင်တင့်ကိုထားတဲ့နေရာပဲဖယားရဲ့ကြံစည်ရပါလေသူငယ်တယောက်ကလူတစ်ထောင်ဖြစ်ရမယ်အားနည်းသောလူကအားကြီးသောလူမျိုးဖြစ်လာမယ်ဟာလေလုယာကားမရှိတော့ကားလိုချင်တယ်ကားရပြီးခင်ဗျာကျေနပ်လာပြောမကျေနပ်ဘူးလေကားတစ်စီးရပြီးတော့ခင်ဗျာနောက်ကားအစ်စ်လိုချင်တယ်လေဒီကားဟောင်းနေဆိုပြီးတော့ဖုန်းရတဲ့သူကလည်းပဲဖုန်းကနေနောက်ဖုန်းအစ်စ်ကိုမျှော်ပြန်အောင်ဘယ်တော့မှမပြီးနိုင်ဘူးဒါတွေကအိမ်ဝယ်ပြီးရင်လည်းကလေးကထပ်မွေးတော့ကအိမ်နဲ့သေးသွားပြီနောက်အိမ်တစ်လုံးပြောင်းချင်ပြီအဲ့ရနေပြီးတော့ပဲမပြီးနိုင်ဘူးလေဒါတွေကအိမ်ဝယ်ပြီးလို့လည်းခင်ဗျားတို့ပြီးလားမပြီးဘူး TV ထဲရသေးတယ်ဟိုထဲရခုံထဲရဘာထဲရညာထဲရကားဝယ်တယ်ကားဖိုးတော့မကြည့်သေးဘူးကားဆုပ်ပြီနောက်ကားတစ်ပြန်လို့ရတယ်life ကဒီလိုကြီးလဲနေတာဟုတ်မှမဟုတ်တာညီကိုမောင်မတို့ရအခုဖခင်ကျေးဇူးတော်ကြောင့်ကျွန်တော်မှာအိမ်တွေရှိပါတယ်အိမ်ရှိတယ်မပြောဘူးအိမ်တွေရှိတယ်ကျေးဇူးတော်ကြောင့်နိုင်ငံတကာမှာဘဏ်အကောင့်တွေကျွန်တော်မှာရှိတယ်โอเค
အိမ်နေရှိတယ်ဒါပေမဲ့အိမ်နေမရောက်ဘူးကျွန်တော်အိမ်ကလေးရင်အများအချိန်များစွာလေးရင်ပေါ်မှာအိတ်တာများနေတယ်အခုကအဲ့ဒီယုံမလာခင်ကျွန်တော်ကစင်ကာပူကနေထိုင်းနိုင်ငံပြန်တယ်ထိုင်းနိုင်ငံပြန်ပြီးတော့ကျွန်တော်ဂျပန်သွားတယ်ဂျပန်ကနေကျွန်တော်ချင်းမိုင်ခဏပြန်တယ်ကျောင်းလုပ်ငန်းကိစ္စကျွန်တော် lawyer တွေ foundation နဲ့တွားပြီးတော့တွေ့တယ်အစိုးရတွေနဲ့တွားတွေ့တယ်အခုကျွန်တော်ပြန်ထွက်လာတာကျွန်တော်တောက်လျှောက်ကျွန်တော်လောက်တာတစ်ခုတော့ရှိတယ်အိမ်ဝယ်ပြီးပြီဆိုရင်အိမ်ရဲ့ decoration ကိုကျွန်တော်ထည့်တာခင်ဗျကျွန်တော်ပဲအိမ်ရှိခန်းမှာဘာထားမယ် family room မှာဘာထားမယ်ဘယ်ခန်းမှာဘယ်လိုကတင်ထားမယ်ကျွန်တော်အကုန်ထည့်တယ်ထည့်ပြီးကျွန်တော်ထွက်သွားပြီပြန်မရောက်တော့ဘူးခုကျွန်တော်အကြောင်းလုပ်ပြီဆိုတော့အမှပဲထိုင်ရတော့မယ်ဆိုတော့ဖခင်အိမ်လေးအိမ်ပြင်ဆင်ပေးတယ်ချင်းမိုင်မှာအကျွေးမရှိတော့အိမ်အကျွေးမရှိလာကြည့်လို့ရတယ်အိမ်ရှိတယ်ကျေးဇူးတော်တတ်ပါပစ္စည်းတွေထည့်တယ်ကျွန်တော်အခုဒီမလာခင်အကုန်ထည့်တယ်ထည့်ပြီးခုပြန်ထွက်လာပြီဘယ်သူနေလဲအိမ်ကအိမ်အကူလေးနေတယ်အခုဒီမှာမရှိအိမ်ရှင်းနေတာဒါပဲအမှုတော်ဆောင်နေလာအကုန်ထက်အမှတဲ့ဖះသားဖြစ်တဲ့ကြောင့်တာနာတော့ကျွန်တော်နေတယ်အိမ်ကိုအကုန်လုံးအကောင်းစားကြောင်ထားတယ်ကျွန်တော်ဘာပြောချင်တာဆိုတော့အိမ်နေရှိတာကောင်းပါတယ်ကားတွေရှိတာကောင်းပါတယ်ဒါပေမဲ့အဲ့ဒါတွေကကျွန်တော်တို့အလကားပဲအခုခဏသွားတဲတာပဲလေခဏသွားတဲတယ်တကယ်တော့အဓိကကျွန်တော်ရွေချက်ကဘာလဲဆိုတော့မကြခင်ရောက်လာမဲ့ចောင်းသားတွေကျွန်တော်ရေးလဲရင်ခုန်တယ်ဒီ3လမှာသူတို့ကအဖိုးခပေးပြီးလာတဲ့အတွက်ကြောင့်တချို့ဆိုတိုက်ခန်းရောက်မှုတော့လာရတာဖြစ်တယ်ကျွန်တော်စပွန်ဆာပေးလိုက်ခြင်းနဲ့ဒါပေမဲ့ကျွန်တော်မပေးဘူးဘာလို့မပေးလဲဆိုတော့အလကားရရင်ဒီ3လသူ့တို့အလကားဖြစ်သွားမှာကျွန်တော်ရမ်းကြောက်တယ်အဲ့ဒီအိမ်တိုက်ခန်းကိုရောင်းပြီးတော့လာတဲ့အတွက်ကြောင့်ကျွန်တော်ကြောင်က3လကိုဒေါ်လာ2000ဆိုတာနည်းနည်းလေးဒီကလူတွေအတွက်အမေရိကလူတွေအတွက်ဒါပေမဲ့မြန်မာပြည်အတွက်380မနည်းဘူးသူတို့အတွက်ဒါပေမဲ့ကျွန်တော်အဲ့ကျောင်းမှာသင်မဲ့ professor တယောက်ကိုဘန်ကောက်မှာကျွန်တော်အဲ့ professor နဲ့စကားသွားပြောတာတနားကြီးပဲပြောတာကျွန်တော်ဘတ်9000ပေးတယ်ဘတ်9000တနားကြီးဘတ်9000စသဖြင့်အဲ့ကျွန်တော်ပြောချင်တာကကျွန်တော်အဖိုးခအများကြီးပေးထားတာဒီကျောင်းအဲ့ကျောင်းကအလူငွေတွေဘာတွေအားလုံးနဲ့ကျွန်တော်ရှိလို့လောက်တာမဟုတ်ဘူးဒီအားကိုကျွန်တော်ကဖျားပြင်ဆင်တဲ့အချိန်မှာကျွန်တော်ကအမေရိကမှာလည်းကျွန်တော်သာသနာလုပ်ငန်းစတော့မှဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်အမေရိကနိုင်ငံမှာကျွန်တော်ဗီဇာရသွားတယ်အခုကဖြစ်ကျွန်တော်ထိုင်းနိုင်ငံမှာလည်းနှစ်20ဗီဇာလည်းရတယ်ကျွန်တော်ကဘယ်နိုင်ငံမှာနေရမှမသိတော့လားကနေဒါလည်းနိုင်ငံသားအမေရိကလည်းသွားနေဖို့ဗီဇာရပြီသွားနေတဲ့ဗီဇာဆိုတာသိရမှာသွားလေတဲ့ဗီဇာမဟုတ်တော့ဘူးလေသွားနေလို့ရတဲ့ဗီဇာဖြစ်သွားပြီအဒီမှာလည်း20ဗီဇာကျွန်တော်ရသွားထိုင်းနိုင်ငံမှာဆိုတော့နေရာတွေအများကြီးကျွန်တော်တို့ကျွန်တော်လည်းဖျားခိုင်းတာပဲလုပ်ရင်းနဲ့အဲ့ဒါတွေကလည်းဖြစ်လာတာဘာလို့ပေးလဲဆိုတော့အကြံစီအများကြီးရှိတယ်ဖျားမှာအများကြီးရှိတယ်ဖျားသခင်ကပေးပြီဆိုရင်မှတ်ထားကောင်းကြီးပေးပြီဆိုရင်ကောင်းကြီးနဲ့အတူတာဝန်မြဲတမ်းပါလာတယ်ကောင်းကြီးပဲခင်ဗျားတို့မကြည့်ရဘူးတာဝန်မြဲတမ်းရှိတယ်ကောင်းကြီးပဲကြည့်ပြီးတော့တာဝန်မသိတဲ့လူဟာအဲ့ဒီကောင်းကြီးနဲ့ပြန်ပျက်စီးသွားအောင်ကောင်းကြီးတိုင်းမှာတာဝန်မြဲတမ်းရှိတယ်ဆိုဖျားကျွန်တော်ပြင်ဆင်ထားတာအများကြီးပါဟိုမှာလည်းပြင်ဆင်ဒီမှာလည်းပြင်ဆင်အများကြီးပြင်ဆင်တာဒါပေမဲ့အဲ့ဂျားထဲမှာကျွန်တော်ဘာကိုပြန်ခံလဲဆိုတော့ဘာ
ရွေချက်လဲဒီကလေးတွေတော့ထောင်ထဲမှာကျွန်တော်ရေလည်းမြေကြီးကြတယ်နေ့တိုင်းကျွန်တော်ထောင်ထဲဝင်လို့မြေကြီးကြတာမဟုတ်ဘူးခင်ဗျာထောင်နဲ့ချီပြီးတော့ဒီတခိုးတွေဓမြတွေလူသက်သမားတွေဝင်လာရင်လေကျွန်တော်တားရွယ်တွေတပ်ဖို့ဝင်မလေးတော့ဘူးဘလို့ဝမ်းနေစရာကောင်းလဲဆိုရင်ထောင်ထဲကပြန်ထွက်မှာကြောက်လို့အပြင်မှာစားစရာမျိုးထောင်ထဲပြန်ထွက်မနှက်ပတ်ထွက်မှာဆိုဒီနေ့ထိုးတက်လိုက်ပြန်ပြီတယောက်ကိုပြီးတော့ထောင်ထဲမှာဆက်နေပြန်ရောထောင်ထဲမှာပဲကြီးပြင်းလာတဲ့ကောင်လေးတယောက်ရှိတယ်သူတက်တဲ့ခံချက်လေးတောင်ရှိသေးတယ် YouTube မှာမင်းခန့်ဆိုတဲ့ကောင်လေး तू ကအပြင်လောကမှာ तू မနေတတ်တော့ဒါပေမဲ့ကျွန်တော်ရောက်သွားတဲ့အခါမှာကျွန်တော်တို့ကိုကြည့်ပြီးတော့မှတကယ်တော့ तू ကလည်းပဲထောင်ထဲကမထွက်ချင်တဲ့အတွက်ကြောင့် तू ကလူတက်ဖို့ရှာရင်းနဲ့ဘသူသွားတွေ့လဲဆိုတော့ကိုဝေထွန်းသွားတွေ့တယ်ကိုဝေထွန်းတက်ဖို့ तू ကသွားတာကိုဝေထွန်းဆိုတာဆရာကြီးဥတ္တမောင်ထွန်းရဲ့သားဟိုကအင်ပါယာဇော်ဝင်းထုတ်ဝိုင်းမှာဒရမ်တီးတာအသက်40ကျော်ဖွဲ့တယ်ကုန်တီးတယ်ဒီကလေးတော့မသိတော့ဝေထွန်းပါလဲအင်ပါယာလည်းမသိတော့ဘာမသိတော့ဆိုတော့အဲ့ဒီဝေထွန်းဆိုသွားဘလို့တာကိုဝေထွန်းကတွေ့ချင်းပါပဲမင်္ဂလာပါညီလေးဆိုဟာငါကမတွေ့ဘူးဒီဘလို့လဲဆိုမတတ်ဖြစ်တော့ကျွန်တော်နဲ့တူတူထောင်ထဲဝင်သွားဆရာကွယ်ဝါဆိုတာရှိတယ်ဆရာဘုတ်တို့ ministry ထဲကဆရာကွယ်ဝါဆရာကွယ်ထူးလားဆရာကွယ်ဝါလားဆရာကွယ်ဝါစီလဲသူသွားတော့ဆရာကွယ်ဝါနေညီလေးနေကောင်းလားဘာစားပြီးပြီလဲမဟုတ်ပါကျွေးလိုက်တော့ဟာ तू တက်လို့မရပြန်ဘူးအဲ့နေပြီးမှကျွန်တော်နေကင်းပိုင်းဆိုကျွန်တော်ကသွားပြီးတော့ကျွန်တော်လက်ဖက်ဝိုင်းလုပ်တယ်ထောင်ထဲမှာကျွန်တော်ကလက်ဖက်ဝိုင်းအဲ့ဒါလုပ်နေ तू ကလည်းလာကြည့်နေ तू ကကျွန်တော်တို့ပြန်အားကြလာတာလောကကြီးကဒီလိုလဲရှိတယ်ပေါ့အဲ့ဒီကနေပြီးတော့မှဆရာကွယ်ဝါရဲ့တတ်တည်ခံချက်ကိုကြိုင်းနဲ့ तू ကယေရှုယုံကြည်သွားအခုပြန်ထွက်လာတော့အခုဆရာဘုတ်တို့ရဲ့ ministry ဒီ his glory မှာ तू ကအခုစက္ကန့်နေပြီထောင်မင်းသားလေးအဲ့ဒါအဲ့ဒီအကောင်လေးကထောင်မင်းသားလေးအခု तू his glory မှာစက္ကန့်နေပြီ तू ကဆိုဖခင်ရဲ့အကြံစီတွေကအော်စရာရန်ကောင်းနေညီကောင်မောင်မဆိုဒီလူငယ်တွေကိုကျွန်တော်မြင်တဲ့အခါမှာဟာမဖြစ်ချေတော့ဘူးငါเจ้าလူကိုလောရတော့မယ်ဒါပေမဲ့เจ้าလုတ်တဲ့အခါမှာလည်းပဲကျွန်တော်ဗာပြန်စဉ်းစားဆိုအပေါ်စားเจ้าလုတ်လိုက်ရင်အလကားဖြစ်သွားမယ်အခုကအလကားတွေတက်တာရမ်းများတယ်စပွန်ဆာရတဲ့သူနဲ့ဗာရတဲ့သူနဲ့ကြီးလိုက်ပြန်တော့လေမကြိုးစားဘူး information တော့ရသွားတယ် no ကျွန်တော်မလို့ရှင်ဘူးဒီ3လ share ကျွန်တော်ကျွေးမယ်ရေးလဲ mindset တွေချိန်မယ်ဒါအောင်အဲ့ကောင်လေးဆိုရင်သူ့မေကလေဖြတ်နေတယ် तू ကတိုက်ခန်းရောက်တော့လာမယ်တော်တော်စိတ်မကောင်းတာရင်ထဲမှာလုံးဝကျွန်တော်ပေးပြစ်ချင်တယ်ဒါပေမဲ့ no ကျွန်တော်မပေးဘူးစိတ်တင်းထားတယ်ကျွန်တော်ဘာလို့မပေးတာလဲနောက်မှကျွန်တော်ပေးမယ်နောက်မှပြုစုပြောထောင်ပေးမယ်အခုတော့ကျွန်တော်သူ့ရဲ့အဖို့ခပေးပြီးလာတဲ့လူကတိုးတတ်တယ်အားကြောင့်ကျွန်တော်ကတော့ညီလေးလာခဲ့မင်းအဖို့ခပေးပြီးလာဘာကြောင့်ကျွန်တော်ပြောရလဲဆိုတော့ညီကိုမောင်မတို့ဒီနေ့လူငယ်တော်တော်များများရွေချက်တွေပြောင်းနေတယ်လမ်းစာတွေပြောင်းနေတယ်လှုပ်လိုက်ရင်အလုတ်ဖို့ပဲအလုတ်တာဘာတော့လဲပတ်ဆံရဖို့သူတို့ရဲ့နောက်ဆုံးရဲ့အဖြေကဘာလဲဆိုတော့ရွေချက်ကဘာလဲဆိုတော့ပတ်ဆံရဖို့ဖြစ်နေတယ်ပတ်ဆံရဖို့အဓိကမှမဟုတ်တာခင်ဗျာပတ်ဆံရဖို့အလုတ်နေတယ်ဆိုရင်ခင်ဗျာရွေချက်မရှိတဲ့လူပဲပတ်စံရဖို့တင်တပတ်အလုံးနေရတယ်ဆိုရင်တင်ရွေချက်မရှိဘူးဒါဆိုရင်ခင်ဗျတေကန်နီးမှာတင်နောက်တရလိမ့်မယ်ကိုဗစ်မှာမတေခင်မှာလူတွေတော်တော်များများကျွန်တော်စီဆရာမတေချင်သေးဘူးဘာလို့မတေချင်တာလဲအမှုမပြီးသေးလို့ကျွန်တော်ဒီမှာမွေးလာကြတဲ့ we are born to do something မွေးလာကြတဲ့အမှုတစ်ခုကိုပြုတ်ဖို့မွေးလာတယ်အဲ့အမှုကဘာလဲအဲ့ဒီအမှုတစ်ခုကဘာလဲကာလက်ကတော့ငါရဲ့အမွေခံရနေမျိုးငါမသိမ့်ပတ်ရပဲနဲ့ငါမသိဘူး
Ha come here, at that she said, Johnny Billy. Toby Bo, come here, that's the media. But since I don't know, now I'm with Kanya name you, my young day by man. And if you're a chamber to sit type of loaded chamber, but I'll see nibble. Attack a shisa, Nanishi Nibi. Tame at the shisa Nanibi met 2 years yuega at the lazy kedo. Loa Ashini don't matter. Payane Twala de do. Think ye Japan and Tinti Dwaye. Be yoga matalumia. Now look up your man, you mona. Think ye Japan and Tintuani, the you think ye. But yoga win la lo yaraga, you Japan and Matimatwai. Yoga win la that. Then low yame a low a drug or thing at the gate, she shoot a lonely, any jama, payako down when you had it. Kanda say when you allo go down when you had it. Pay yoga man win la lumiasia. Payaga canna your poaching no argilo. Messaging you, Monmaro. Eric Eguru be a twilight do it, the Yama, I never do don't Yama machine. The Yama machine, Payata when you had. Pajole, Payai, you a jagatro be poachinale. Canabi. No nepia see the view of Popachina. That's all I dog shall go pay against say your machine, Sia Mishivu, Tabime lower yoga machine. That's so ye, Loka my luso da gada chain day yoga pia my babo, shama bione. Eddie ego to be money lazy long town united payaga. Senoro town united payaship. Hallelujah. Now go tap your pinya te yakala maroma payaga town you ye. Jesus kalama taye town you and populani go mount maro. Hallelujah. Pinya te yakala maroma payata can the low quekare so ye. Jesus kalama taye quekare payapide. Limit malojan and you go mount maro. Pidoma now who tap your china, Cherogo de gay, Payaga, or Blocomne. Yongi Chinelli, Satin Bido, Chido Mugu, Lanchin Zichine. Yongi Chine. The Aloma thing low de Kama, the Aloga thing, Laga Pide. A Laga thing, comfort Piside, comfort zone, Martin Shide. Tabi me ni go mon maro. Ari alowa thing go paya de ge. They let it lower me a low lalo chino me. Chino teaga no pio me mobu. Mobu. The low yame a low to cook shit was she. Chino say that tea. The loga top water tea. Chino low me loga balesoro. Ye shoot chango. Chino ye pepia tata chino home. Mashema chow chino home. Ye shukaritoga loka da alo ketine ashim hide sudago. Amana danchon of yome. Ewangeli hobo shete chowde swing. Kamya tower atago maya dide dube. Go sakong ne ayali the cool. The gay sakong na tin to meow twitching abe mopula. Aku a tower that on my yard case of Mabioye Buso, Piajon of a time you don't the better car Piajon to be sabo tabula of a sensan is swing. Allo yabo, Basali to labo. Allah, allo yalare. Laga tola John Toto that they can yard. Allo my yard put a yin in nani the Alma. Era that they can yard at Nine on a pure machine, she's was Shanoma Toya Bimede. Nine on a pure machine, so Camaro Tia Hawkine a Mobu. Nine on a pure machine, so that got Payating or Loka Matara Aya. Tin Loyame Aya. Go tin Losa. Janekis up Payakin, go down when you tare. Do you Payaba Lokine? Payaba Lokine.
တာအမြဲတမ်းဖခင်ကောင်းကြီးပေးလာပြီဆိုရင်ကောင်းကြီးနဲ့အတူရှင်ပြီးတော့မှတာဝန်ဆိုအမြဲတမ်းပါလာတယ်အခုကျွန်တော်ဖခင်ရှင်ပေးတာတွေအများကြီးပဲပေးတဲ့အရာအားလုံးကကျွန်တော်အတွက်ပေးတယ်ဆိုတာကဇိမ်ခံဖို့ပေးတာမဟုတ်ပေးဖို့ပေးတာโอเคပေးဖို့ပေးတာအခုကျွန်တော်အိမ်တွေဖခင်ပေးတယ်အချိန်တန်လို့ဖခင်ပြန်ရောင်းပြီးတော့အကုန်လုံးပေးဆိုလဲကျွန်တော်ပေးဖို့ဆင်သင့်မယ်2013ကတည်းက GMYC ပထမဆုံးစလုပ်မဲ့ချိန်မှာအသင်းတော်တွေအားလုံးကဆရာတွေအားလုံးကရှင်းမိုင်မှာလာစုကြပြီးတော့အဲ့ဒီမှာအလုပ်မှုဆောင်ကော်မတီတွေအားလုံးကဒီဟိုတယ်တစ်ခုလုံးကိုဆယံချမဲ့ကိစ္စဒီဟိုတယ်အားလုံးယူမဲ့အခန်းတွေယူမဲ့ကိစ္စဘယ်သူတာဝန်ယူမှာလဲကျွန်တော်တာဝန်ယူမယ်လို့ပြောလိုက်တယ်ဒါပေမဲ့တပြားမှကျွန်တော်လက်ထဲမှာမရှိသေးဘူးဒါပေမဲ့ကျွန်တော်မှာရှိတာတစ်ခုရှိတယ်အိမ်ရှိတယ်2013မှာအဲ့ဒီအတွက်လိုအပ်တဲ့ငွေကိုမရလာဘူးဆိုအချိန်မီမရလာရင်အဲ့ဒီအိမ်ကိုကျွန်တော်ရောင်းမယ်ကျွန်တော်တို့ထိုင်းနိုင်ငံကနေမြန်မာပြည်ကို sorry မြန်မာပြည်နဲ့ထိုင်းနိုင်ငံရောက်တယ်ထိုင်းနိုင်ငံကနေပြီးတော့မှကနေဒါကိုရောက်တယ်အိမ်နဲ့ပဲရောက်သွားတာအိမ်နဲ့အဲ့ဒီအိမ်နဲ့တောင်မှတအိတ်ကဇစ်မကောင်းလို့ဆီယမပလဲကငရုတ်ကြပွေယူလာတာငရုတ်စုံနဲ့ငရုတ်ကြပွေဇစ်ကကွဲရောအာဗြဟံခေတ်ကအိတ်တကယ်အာဗြဟံခေတ်ကအိတ်ဘယ်လိုသိလားဒီလိုအပတ်ကြီးနဲ့လေဒီလို click ဆိုထိုးလိုက်တဲ့ဟာလေအဲ့ဒီဟာဒီခေတ်မရှိတော့ဘူးအဲ့ဒီဟာကြီးနဲ့လာတာဇစ်ကကွဲပြီးတော့ငရုတ်စုံနဲ့ငရုတ်ကြပွေထွက်လာတာကျွန်တော်ရှက်လိုက်တာကျွန်တော်လုံးဝမယူချင်ဘူးအဝတ်တွေလည်းထွက်ကြသိရမလားအဲ့လိုဘဝကနေလာခဲ့တဲ့ကျွန်တော်တို့ဒီဖယားကျေးဇူးတော်ကြောင့်ရတာလေအဲ့ဒီအိမ်လေးဆိုတော့အဲ့ဒီအိမ်ကိုရလာတာ तू ပေးလို့ရတာပဲ तू ပြန်ပေးရင်ရမှာပေါ့ဒါပေမဲ့ကျွန်တော်တို့က तू ပေးတဲ့အရာကိုကိုယ်ဥစားလို့ထင်ပြီးတော့ပြန်မပေးချင်ဘူးအာဗြဟံကိုဖျားပြန်အဲ့ဒါစစ်တာမင်းအသက်တရားမှရတဲ့တာလင်ငါ့ကိုပြန်ပေးအာဗြဟံပြန်ပေးနိုင်တယ်မှတ်ထားညီကိုမောင်တို့ကတင်ဒီလောကမှာပိုင်တာတခုမှမရှိဘူးဟာလေလုယာဘာမှပိုင်တယ်ဆိုတာမရှိဘူးတင်းအသက်တောင်တင်းမပိုင်ဘူးတင်းပါပိုင်တယ်ပြောတင်းစပင်တင်းပိုင်ရင်တင်းအမွေးမကြွအောင်ထားနေတိုင်းရေချိုးတိုင်းခမရထွက်နေတာလင့်နေတာဒါပေမဲ့ဖယားကအမြဲတမ်းအချိန်မီပြန်ပေါက်ပေးတဲ့ဖယားရှင်ဖြစ်တယ်အထူးသဖြင့်မိန်းမတွေကျေးဇူးတော်ချီးမွမ်းအမျိုးသမီးတွေပို့ပြီးအကျွတ်များတယ်စပင်းရှည်တဲ့ဖွဲ့တွေပို့ခင်ဗျာကြည့်ရေချောကမှသွားလိုက်ရင်တိုလေးတွေနဲတယ်လေအရှည်ကြီးတွေပဲအလုံးအထွေးနဲ့ကိုကျွတ်ဒါပေမဲ့ဖယားကဘလောက်ကျွတ်မှတ်ထားတဲ့ဖယားကျွတ်သွားတဲ့အရေးအတွက်ပြန်ထည့်ပေးနေတယ်ဖယားယောက်ျားထိပ်ပြောင်တယ်ဆိုတာကြည့်ကောင်းပေမဲ့မိန်းမထိပ်ပြောင်တာတော့ရုပ်ဆိုးမှာခင်ဗျာဒါပေမဲ့ဖယားသခင်မဆာချင်းဆိုတာကြီးစားအောင်စရာဘလောက်ကောင်းလဲအောင်စရာကြီးနော်ညီကိုမောင်မတော်ဖယားတာဝန်ယူထားတာအောင်စရာကြီးဖယားတာဝန်ယူထားတယ်ဖယားတော့ကျွန်တော်ညီကိုမောင်နဲ့ဘာပြောချင်တာလဲဆိုကျွန်တော်ပိုင်တာဘာမှမရှိတဲ့အတွက်ကြောင့်ခတ်လိုက်ဆိုရခတ်သိမ်းတော့ရာဒီကိုတော့အထဲက၎င်းကိုတော့အားဖြင့်၎င်းခတ်သိမ်းတော့ရာဘသူထဲကလာလဲဘသူအားဖြင့်လဲခတ်သိမ်းတော့ရာတော့ညီကိုမောင်တို့မတို့တဲ့ဒီနိုင်ငံဘလို့ပဲတင်ရောက်လာဖျားပို့လို့ရောက်လာတာပဲခင်ဗျမပို့လာဘူးဆိုရင်ထွက်မဲ့နေ့မှာသေတဲ့အဖွဲတွေအများကြီးဒီကိုရောက်လာတယ်ဆိုတော့ဖျားပို့လို့ရောက်လာတာဒီနေ့ဒီအသက်ရှင်ခွင့်ရနာဖျားပဲလုပ်နေတာခတ်သိမ်းတော့ရာကိုတော့ထဲကကိုတော့အားဖြင့်ဆိုဘသူ့ဖို့ပြန်ဖြစ်လဲကိုတော့အဖို့တင်အသက်ရှည်ခြင်းနဲ့ကျမ်းမာခြင်းနဲ့ဝမ်းမြောက်ခြင်းနဲ့ပြည့်ရှင်မှတ်ထားတင်တခုမှတင်ဘယ်အရာမှမဆွဲလန်းနဲ့ဘယ်အရာမှမဆွဲလန်းနဲ့ဖယားတောင်းရင်အကုန်ပြပေးနိုင်တဲ့သူတွေဖြစ်ပါစေဟာလေလုယာ
Peyagama thing at Tatago must swear chasing it. Catenoya, Pia Tega, Pia Apie, Pia Pobe, Pia Bibi. I also think like a shebe. Amen. So John you go mon maro John Dini Babia so you know like a struggle pin a Payalo Romobu. Luma Mobu. Payatino Mapa, Loma Pimpi Pampana di Loca Mama Tachimbu. I see how Chila, I see a honang a dwelling a dwapima, Mapimbamu. Nga yi him a kuara Pimala. Huh? Tia hora dibi latwa, Nalia yi him a Niadlube. Natau ne luda modo me dibi lama mobu. Era bale. Paya Chinogo, Kotara Ditwa. How de? Dialude da camia mobido. Not how yin Apio Babasi. Genoga sa honey 90. Genoa Puedia. Mia Sinaji. Genomia mabi ma pabro horally. When the mulem di Zatai Sora. You're not afraid of the woman can I know. Damage you not don't on me. No, so come at you not the hoy pony or party or come here, might be dead, Emily. Mogo Mandali, Michina, Molamia, Mari Regional Dwara. Ma mutely, Molamia, Michina, Mogo, Mok Bale, Motama, Makila, at the gold sora, John. So in bit of bale. Molamia, ha, don't shout Sora. You know, I'm a ma. No, Mati, Eddie Ma Muri, Alon Yeria Chitara. Yeah, you know, Mati, Payabet, no go Bura. Yeria go Cheras, where I know, Mati, am a jailer getting him down the Jile Bura. Jump your man, you go Monmaro. Then Yeshu jump your Longwa Amanane. Yeshu jump your Long Balotil and you go Monmaro. Then Machilum of Yoda. They machilo mabiora. Pido come here when you know chita like come pido. At that time, I get Almin check, pay out check when you know check, and I yell Almin. Almin check lower check a pay out check when you know check. When you know check. Luro machina when you go check. I cook a mention of your piano. Come here, a mozon to the outdoor, come here, pay out the other house of Honella. A mother's on Yamon. I cook getting chin yap with the ma loud to the aho. Mahochibu. Tabi me. Two machia, two tear winning. Any winning up, Payasia Lara. When you go to Chidam and you go Monmaro. When you know Chidam. When you know Machibuso, now when you need Chi on Yona Lopiati on Mamuros on you. Yona Machibu. Nino, you are Puedio, to Machibu Balzo, Idra Lumio, Yele, yes at Haragoni. Tebase, Tezona, Tebase. Mila no Tebase. Long now to time teaching, long Agilo, Mubi Matronide. It will lead to be holiday. Horas wala tu mo hoche muda me nga bai de piamo winchino tu hora. Ama tu hoche tu piama twan ni de. Piama twan ni de. Tu chi ne mi long la, ma long, naung da de ya ko ne. Tu ro naung da ya, tu ro ma te so le ko ro de, chno tat koနှုတ်လိုက်တော့တယ်။ Tu mya naung da ya ပြီးတော့ပြောင်းလဲတာကိုလုံးဝမခံနိုင်တာယောနာ။သူတို့မတည်တော့ကျွန်တော်တတ်လိုက်တော့တဲ့ကိုတော့တတ်လိုက်တော့တဲ့လာညီကိုမောင်မတော်ကျွန်တော်တတ်တာမှာဒီနေ့ကျွန်တော်ပြောပြမယ်မြန်မာပြည်ကစစ်မှန်တဲ့ပြောင်းလဲမှုကြီးဖြစ်ဖို့ဟာတိုးတက်ခြင်းပြောင်းလဲခြင်းတွေဖြစ်ဖို့ဟာအထဲမှာရှိတဲ့အမှုတော်ဆောင်တွေယုံကြည်သူတွေကအစဝိညာဉ်တွေကိုချစ်တိုင်ပြီးသွားပြီဒီနေ့ဖယားပါတင်တာလဲဘာလို့ဖာရောဆိုတဲ့ဟာကြီးကိုခေါင်းမာစေတာလဲအဲ့ဖာရောတွေခေါင်းမာနေတာခမရအောစရာကြီးစဉ်းစားကြခင်ဗျားတို့
မြန်မာပြည်တစ်ပြည်လုံးမှာကိုဗစ်နဲ့သေကြတာအဲ့ဒီအဖွဲ့တွေဘာလို့မသေတာလဲခင်ဗျာစဉ်းစားကြည့်ဟာဖွင့်လိုက်ဖြစ်လိုက်ပါလားအဲ့အဖွဲ့လေးဟမ်ဘာဖြစ်လို့ကိုဗစ်ကအဲ့ဒီခုံမဝင်တာလဲတပြည်လုံးကိုခုံဝင်တဲ့ဟာဘာလို့မဝင်တာလဲငါစဉ်းစားယုံကြည်သူတွေအားလုံးကိုတခြားကျွန်တော်လူမျိုးရေးမပြောဘူးနော်မယုံကြည်သူတွေရက်တည်ရမယ်အပိုင်းကျွန်တော်ပြောပြမယ်မြန်မာပြည်ဒီမိုကရေစီရဖို့ထက်ကဲတင်ချင်းရဖို့တော့ဘယ်သူမှမဆူတောင်းဘူးဒီမိုကရေစီရဖို့အရေးကြီးပါတယ်အဲ့ဒီမိုကရေစီထက်ပိုအရေးကြီးတာကဒီနေ့ဒီမိုကရေစီရပြီးတော့ငရဲသွားပါလုံးပါလားကျွန်တော်တို့ရဲ့အလုပ်ကဒီမိုကရေစီရဖို့ထက်ကဲတင်ချင်းရဖို့ဖခင်ရဲ့အကြံစီကလူအပေါင်းဒီမိုကရေစီရ၍လူတိုင်းလွတ်မြောက်ဖို့ဖခင်အလိုရှိတယ်လို့မပြောဘူးကျမ်းစာလူပေါင်းကဲတင်ချင်းတို့ရောက်၍တမန်တရားကိုသိဖို့ဖခင်လိုတော်ရှိတာဆိုတော့အဲ့ဒီအပိုင်းကိုပြီးသွားရင်မြန်မာပြည်ကစင်ကာပူထက်ကိုကျွယ်ဝမယ်ဟာလေလုယာဘယ်ဖာရောမှမရှိစေရဘူးအကုန်ရေထဲမှာအကုန်လုံးပြီးသွားလိမ့်မယ်ဒါပေမဲ့ပင်လေလည်းမကွဲနိုင်သေးဘူးခုဘာဖြစ်လို့လဲဖာရောခေါင်းမာထားတာဘာလို့လဲအကြောင်းရှိတယ်ကိုဗစ်နဲ့လည်းမလစ်သေးဘူးကိုဗစ်ကဝင်သွားတာမှ3လိုင်း4လိုင်းဝင်သွားတယ်တခါမှမထိသွားတာအစင်းနဲ့ပြေးပြီးတော့ကျမ်းမာနေတယ်ဒီဖွဲ့တွေဟိုနိုင်ငံသွားလိုက်ဒီနိုင်ငံသွားလိုက်လုံနေတယ်အလစ်ကလေးမှာဖမ်းထိလိုက်ပါလားလေရင်ပေါ်မှာမထိဘူးငါစဉ်းစားကြည့်ရဆောကားတာမဟုတ်ပါဘူးဘသူမှဘာလို့လဲကျွန်တော်တို့ကဒီမိုကရေစီရဖို့လွတ်လွတ်လပ်လပ်နေရဖို့ဘာရဖို့ထားလွတ်မြောက်ခြင်းဆိုတာကခမရလေအဲ့ဒါလွတ်မြောက်တာမဟုတ်ဘူးလွတ်မြောက်ခြင်းဆိုတာထောင်ထဲမှာရောက်လေတချင်းဆိုနေနေတာအဲ့ဒါလွတ်မြောက်တာဘောလူနဲ့တိလာထောင်ထဲမှာချီကျွန်တော်လည်းထောင်ထဲမှာချီးမွမ်းနေဗျညာတိုက်ချီးမွမ်းတာတချင်းတွေကုန်သွားတယ်အဲ့မဲ့ဟိုဘက်တော့ဆရာနောက်တစ်ပုတ်တော့လှုပ်ပါဦးနာမဲလှုပ်သေးတာဘာမှလည်းနားမလဲဘူးကျွန်တော်ဆိုတဲ့တခြင်းနေသူတို့နားမလဲဘူးမနာတော့ကောင်းတယ်လို့ဆရာအမေသူတို့အများဖြောပြရတယ်လို့ကျွန်တော်ဒါပေမဲ့ကျွန်တော်ချီးမွမ်းတာကျောင်းကြီးကမောင်မတွေဒီနေ့ကျွန်တော်ပြောပြချင်တာကျွန်တော်တတ်တာမှာနေ့ရက်စင်တိုင်းမှာကျွန်တော်နားလည်ရမယ့်အရာတစ်ခုဟာဖခင်သခင်ကျွန်တော်အရန်ပေါ့ပါစေခြင်းနဲ့ပေါ့ပါစေခြင်းနဲ့လမ်းဆောင်စေခြင်းနဲ့တကြွစေခြင်းနဲ့အောင်မြင်စေခြင်းနဲ့နေ့ရက်စင်တိုင်းမှာဟိုပူပန်ခြင်းကင်းတဲ့အတ္တနဲ့အသက်ရှင်စေခြင်းနဲ့အဲ့အတွက်ယေရှုပေးထားပြီးသားဒါပေမဲ့ကျွန်တော်တို့ကအစင်မပြေမှုတွေအပေါ်မှာဟိုလူအပြစ်တင်ဒီလူအပြစ်တင် no နေ့ရက်စင်တိုင်းမှာခရစ်တော်အားဖြင့်ကျွန်တော်တို့ကဝမ်းမြောက်တဲ့သူတွေဖြစ်နေဖို့ဘုရားလိုတော်ရှိတာခမရဖာရောပဲဘလောက်ကြီးဘာတွေပဲဘလို့ပြဿနာပဲဖြစ်ငါမူကထာဝရဘုရားကိုမျှော်လင့်မည်ငါ့ကိုကယ်တင်သောဘုရားခင်အမိပြုလေငါရှင်လာမည်ထာဝရဘုရားဒီငါစကားကိုနားထောင်မယ်ဟာလေလုယာဘုရားနဲ့ဝမ်းမြောက်တတ်တဲ့သူတွေဖြစ်ရမှာဖျားပေးတယ်ဖျားပြန်ယူတယ်ဖျားနာမဘုံကြီးပါစေအဲ့လူရဲ့တက်တောင်ဖျားနှစ်ဆမကဘူး9ဆလည်းပြန်ပေးနိုင်တဲ့ဖျားရှင်ဖြစ်တယ်ဟာလေလုယာအားလုံးခဏလေးကြည့်ရအောင်အခုစပြီအဲ့လကားပြောတာခဏလေးပါညီမမနိုင်ဝတ်ဆိုပြီးပြီโอเคဟေဘဲအော်ရာစာအခန်းကြီးလေးအခုမှ officially အခုတရားညီကိုမောင်နှမတို့ကျွန်တော်ပြောပြမယ်ဘာသာထဲမှာနေပြီးတော့မှကဲတင်ချင်းလောက်ကိုပဲကျင့်တတ်နေလို့မရဘူးညီကိုမောင်နှမတို့ရေလောကမှာကျွန်တော်ဖျားထားတာစိုးစံမှုဖျားထားတာအာမင်ဟေဘဲလေးကိုမသွားခင်မှာဒီလိုကလာပြန်ပြီယောမဩရစာခန်းကြီး9အငယ်16ခဏလေးကြည့်အောင်ဖ
Hayaya Jansia Bale, Yoma Orasa Kanyinga, and Sacha Alon Jim. Okay, Alon Canali, General Life Happy on 1, 2, 3. Tomadaba, Lute Yao, Piemado Ayane. Madu Sapa Yare Yare. Lucy who seeing Satwame Lute Yaudi, Piemado Jow, Tote Yaudo to Apien, Tejin Teadi, Asoyai. Jesu do Ichue watching Golagao, Shaumayado, Twimpe do Muchingo Lagao, Kanyado, Turodi, Kando Turodi Zabadule. Aloneso, Jesu do E, Chue watching. Jesu do Ibale. Dadrihano, Jesu do Ma Amiena Babalale. Chue watching Palade. Hallelujah. Jesu do Ichue watching Golagao, Shaumaya do Twimpe do Muchingo Lagao, Kayado, Chino Chamaro di. Teyauto to Diudo, Yeshu Kre Apien, Attention Lie. Tayue Sosa Yaja Ladane. Alupio Tayue Sosa Yaja Ladan. Sosa is what they be a ball and you go Mount Maru. Tumyae Alma Hopu, Tumyae Atama Bamiera Shia Rapiora. Amen. You go Mount Maru, Chano Yaudeniama, Ye Lele, to Mabia Sia, Toto Holomiaula, totally Hobala. Sia Horan Kali Chausiai, the Shuapole. Ah, Sia, I am Olumiavula. Meloni lepu Kali Chow de Siao. General Jinhan, she then be opiasi. General my titema pinny de ayawo. Te pilu yai. Te pichinebia. Chaos is in the war. General like a ye lele pora. Any cheese do nale do my ye lele pora. Ye lele sosa yara biagamia. Penia tua ni go monmaro. Payat king a point be the lania shady. General choose any amovu. Now what have your man you go monmaro? He jira. They out do to young Jasho do a luri alone. How we know? They out do to Apien, Thayu so san at Queen Payapi lady. Papiotion and you go mono alogia of Canali. Dawega Collie and the Sitai Mekama. They teach us in Anigumono, they teach us in natural piano, Pompoji. Tu got the mule long a togo. Itila, the mule long togo, the nine and no togos are puara. To show ye, a go show me. Do nine, a go nine. 2 9 လို့2ပဲနိုင်တာမဟုတ်ဘူးသူတစ်မျိုးလုံးနိုင်တာဟုတ်လားမသိဘူးမောင်မတော်မသူရှုံးရင်တစ်မျိုးလုံးရှုံးပြီဒါပေမဲ့ဒါဝိအပြည့်ရက်တည်းတုံးနဲ့လူရင်မပြောမယ်ဒါဝိအောင်နိုင်သွားတယ်အောင်နိုင်သွားလားအောင်နိုင်သွားတဲ့ပုံမှာဣဒတမျိုးလုံးအောင်နိုင်သွားလားအောင်နိုင်သွားလားဒီကြည့်နော်ညီကောင်မတေချာကြည့်အောင်နိုင်ပြီးတဲ့အချိန်မှာလေဘင်းကိုဖြတ်ပြီးတော့အဲ့ဒီဦးခေါင်းကိုအဲ့ဒီနေရာမှာပဲထားခဲ့ပါလားဘာကြောင့်အဲ့ဒီဦးခေါင်းကိုယေရုရှလင်ကိုပြန်ယူသွားလဲကျမ်းစာထဲမှာရှိတယ်ကျမ်းစာဖတ်တဲ့အဖွဲ့တွေအကုန်သိမယ်တချို့ကခေါင်းဖြတ်ပြီးတော့အမှပဲထားခဲ့တယ်ထင်တဲ့အဖွဲ့အရှိသေးတယ်အဲ့ဒီခေါင်းကိုယူသွားတယ်
ဘယ်မှာတော့ထားလဲယေရုရှလင်မြို့ကိုယူသွားပြီးတော့မှာတီတန်တတ်မှတ်ထားတဲ့နေရာတနေရာမှာဒါဝိဒ်မြုပ်တယ်ဒီစနာတော့ပဲယေရှုလဝါကတိုင်ပေါ်တက်တဲ့အချိန်မှာအဲ့ဒီနေရာကိုဘာလို့ခေါ်လဲဦးကောင်းခွန်ရဘသူဦးကောင်းရှိတယ်ထင်လို့လေအမဂေါလိယရဲ့ဦးကောင်းဂေါလိယဦးကောင်းထားရနေရာကိုဦးကောင်းခွန်ရက်လို့ခေါ်တာအဲ့ဒီအပေါ်မှာယေရှုကကျွန်တော်တို့သိခံတာဘာလို့ပုံဖော်တာလဲဒါဝိဒ်ကအားလုံးကိုကိုစားပြုပြီးတော့အောင်မြင်ခြင်းကိုရရှိခဲ့တယ်လို့စာတိုင်ရဲ့ဦးခေါင်းကိုနင်းဖို့ရန်တွားယေရှုကအဲ့နေရာမှာအဲ့ဒီနေရာမှာဦးခေါင်းခွန်အရက်မှာအလကားတစ်ခုမှမဟုတ်ဘူးအသေးခံတယ်ဘာပုတ်ဆောင်လဲဒါဝိဒ်အောင်နိုင်ခြင်းဟာတမျိုးလုံးတွက်ဖြစ်တယ်ယေရှုရဲ့အောင်မြင်ခြင်းကတော့တလောကလုံးတွက်ဖြစ်စေတယ်ဟာလေလုယာဒါကြောင့်ဘာပြောလဲဖျားခင်သားတော်ယုံကြည်သောသူပေါင်းတို့ဒီပျက်စီးခြင်းတို့မရောက်သာရတက်ကိုရစေခြင်းကဖျားခင်ဒီမိမိ၌တပါးရီသောသားတော်ဆွတ်တော်မူသည့်တိုင်လောကီသားတွေကိုချစ်တဲ့ဖျားကယေရှုအားဖြင့်အောင်မြင်ခြင်းအကုန်ပေးပြတာသားတော်ယုံသောသူပျက်စီးခြင်းတို့မရောက်ဆိုတော့ညီကိုမောင်တို့တရားကြည့်အောင်ယေရှုကိုယုံကြည်လက်ခံပြီးတော့သူမှန်သမျှဟာယေရှုဖြစ်တဲ့အတိုင်းကျွန်တော်ဖြစ်ရတဲ့အခွင့်ကိုဘုရားပြင်ဆင်ပေးလိုက်တယ်ဒါဝိဒ်ရဲ့အောင်မြင်ခြင်းဒါဝိဒ်ပဲအောင်မြင်တာမဟုတ်ဒါဝိဒ်နဲ့အတူအားလုံးအောင်ရတဲ့အခွင့်ပေးလိုက်တယ်โอเคဒါဆိုထပ်ပြောမယ်ဒီလောကမှာယေရှုကိုယထားတဲ့လူတွေရဲ့မင်္ဂလာဘယ်လောက်ကြီးလဲတိယောအခန်းကြီး၄အငယ်19ကိုကြည့်အောင်တိယောအခန်းကြီး၄ငယ်19တိယောအခန်းကြီး၄ငယ်19အားလုံးကြည့်မယ်တိယောခန်းကြီး၄ငယ်19ဒီကိုမောင်တော့ကျွန်တော်ပြောပြမယ်ယေရှုကကျွန်တော်တို့အတွက်အကုန်လုပ်ပေးပြီးသွားပြီဟာလေလုယာဒီနေ့ကျွန်တော်တေချာနှထောင်ပေးညီကိုမောင်မတော်တင်တို့ကစိုးစံရတဲ့အခွင့်ကိုဖခင်ပြင်ဆင်ထားပြီးသားတင်စိုးစံရမယ်ဒီနေ့စရွေတင်းရဲ့အတွေးခေါ်အကုန်ပြောင်းပြလိုက်ငါသူများအမိမှနေရမယ်သူမဟုတ်ဘူးငါလူဖြူတွေကြားထဲမှာနေရတယ်သူတို့နိုင်ငံမှာနေရတယ်ဆိုတော့အတွေးခေါ်လုံးဝမရှိနဲ့ယောသတ်ကိုတော်မှာသူများနိုင်ငံမှာထိတ်ဆုံးမှာချီးမြှောက်နိုင်တဲ့ဖခင်ကကျွန်တော်တို့ကိုမှတ်ထားညီကောင်မသူတို့အကြောင်းရေးထားတာသူတို့အကြောင်းကိုရေးထားကျွန်တော်အကျိုးအတွက်ရေးထားတာသူတို့အကြောင်းရေးထားကျွန်တော်အကျိုးအတွက်ဒါဝိဒ်ကိုချီးမြှောက်တဲ့ဖခင်ကကျွန်တော်လည်းချီးမြှောက်နိုင်တယ်ယောသတ်ကိုချီးမြှောက်တဲ့ဖခင်ကျွန်တော်လည်းချီးမြှောက်နိုင်တယ်ဆိုတာသိအောင်ရေးထားတာယုံဖို့ရရင်ကြည့်အောင်ထို့သောငါတို့သည်ချစ်ချင်းမေတ္တာနှင့်ပြည့်စုံသောဖြင့်တရားဆုံးဖြတ်တော်မူတဲ့ရဲရသောအခွင့်ရှိကြ၏အားလုံးလိုက်ဆိုအကြောင်းမူကားငါတို့သည်ကိုရောဤနိတုဤလောက၌ဖြစ်ကြ၏ဟာလေလုယာအကြောင်းမူကားငါတို့သည်ကိုရောဤနိတုဤလောက၌ဖြစ်ကြ၏ဟာလေလုယာကောင်းကင်နိုင်ငံရောက်မှဖြစ်မှာမဟုတ်ဘူးဒီလောကမှာရှိစင်မှာပင်လေကိုရောနိတုဖြစ်ရတဲ့ခွင့်ကိုဘုရားပြင်ဆင်ထားပြီးသားဟာလေလုယာဟာလေလုယာကိုရောနီတုဆိုတာဘာပြောတာလဲယေရှုအောင်မြင်ခြင်းရှိတယ်ယုံလဲအောင်မြင်ခြင်းရှိတယ်ဟာလေလုယာသူမုန်တိုင်းကိုနိုင်တယ်ကျွန်တော်လည်းမုန်တိုင်းကိုနိုင်ရတဲ့ခွင့်ဘုရားပြင်ဆင်ထားတယ်ဘယ်ကန်ဆာမတင်ကိုမနိုင်စေရဘူးမချလို့ပြန်ပြောမယ်ဘယ်ကန်ဆာမတင်ကိုမနိုင်စေရဘူးခရစ်တော်ကဲ့သို့စိုးစံရတဲ့တာ၍စိုးစံတဲ့ခွင့်ကိုဘုရားပေးထားပြီးသားမရမှာဆိုလို့ကျွန်တော်ပြန်ပြောမယ်တေချာလေးရစီခြင်းနဲ့ရောက်စီတိုင်းကိုအကြောင်းကငါတို့ဒီကိုတော်ဤနီးတူကောင်းကင်ဘုံ၌ဖြစ်ကြ၏လို့မပြောဘူးဤလောက၌ဖြစ်ကြ၏ဒါကြောင့်ဒီနေ့စရွေကျွန်တော်ပြောမယ်တေချာနှထောင်ပေးကြောင်းညီကိုမောင်မတော်တင်ပါပဲလို့ဘာပဲလုပ်သင်ပါမှာဖျားပါတယ်ဆိုသိပါသင်ကြောင့်မဟုတ်ယေရှုကြောင့်
ပြီးတော့နောက်တစ်ခုရှိတယ်တင်ကောင်းလို့တင့်ကိုဖျားချီးမြှောက်တာမဟုတ်ဒါဝိဒ်ရဲ့အောင်မြင်ခြင်းတစ်မျိုးလုံးအတွက်ဖြစ်တယ်ယေရှုရဲ့အောင်မြင်ခြင်းကယေရှုကိုရတဲ့သူအားလုံးအတွက်ဖြစ်တယ်အားလုံးအတွက်ဖြစ်လာတယ်ဒီအတွက်ကြောင့်ကျွန်တော်ညီကောင်မအားလုံးကျွန်တော်ပြောပြချင်တယ်အဲ့ဒီအခွင့်အာဏာကိုမတုံးတက်ရင်တင်ဘယ်တော့မှမအောင်မြင်ဘူးတင်အင်တာဗျူးသွားမယ်အလုပ်သွားရှောက်မယ်ကြောက်ရွံ့နေမသွားနဲ့ငါ့ကိုဖျားခင်ဒီအလုပ်ကိုပေးတယ်နောက်ခဏနေဒီအလုပ်မှာငါ share ဝင်လာတဲ့သူတယောက်ပြန်ဖြစ်လာမယ်ငါလုပ်ငန်းရှင်တယောက်ပြန်ဖြစ်လာမယ်အဲ့လောက်ထိတင်ယုံရဲတဲ့သူတွေဖြစ်ရမယ်အာမင်ဂျူးလူမျိုးတွေကစလုပ်တော့သူများအောက်မှာအလုပ်လုပ်တယ်နောက်ခဏနေသူတို့ကသူများထိတ်ကိုပြန်ရောက်သွားတယ်ဘာကြောင့်လဲဆိုတော့သူတို့ရဲ့အတွေးခေါ်ကဘယ်တော့မှသူများစီမှာပဲအလုပ်လုပ်မယ်ဆိုမှမရှိဘူးသူတို့စီမှာပြန်လာအလုပ်လုပ်အောင်အဲ့ဒါသူတို့ခံယူထားပြီးသားသူတို့အမြဲတမ်းစကြင်ယူမောင်းတော့ပြီးတော့သူတို့တွေးခေါ်ကသူများတီထွင်ထားတဲ့အရာကိုသူတို့သုံးမယ်ဆိုတာမရှိဘူးမရှိသေးတဲ့အရာကိုသူတို့တီထွင်မယ်အဲ့ဒါပဲရှိတယ်မရှိသေးတဲ့အရာကိုသူတို့တီထွင်မယ်ရှိထားပြီးသားအရာကိုသူတို့မစင်စားဘူးမရှိသေးတဲ့အရာကိုသူတို့ဘာတီထွင်ရမလဲဒါပဲသူတို့စဉ်းစားနေတိုင်းအဲ့ဒါဘာပြောတာလဲကြည့်ရှုလောအမှုတစ်ကိုပြုမယ်တဲ့ဖခင်ဆိုကျွန်တော်ဖခင်ကအမှုတစ်ကိုပြုတယ်ဖခင်ကျွန်တော်အဟောင်းတွေပဲပြန်လုံတာဖခင်လုံတော့မရှိဘူးကျွန်တော် live ကဒီတိုင်းသွားနေတယ်မပြင်းကြဘူးလားညီကိုမောင်မတော်အလုတ်သွားလှုပ်လိုက်ပြန်လာလိုက်အလုတ်သွားလှုပ်လိုက်ပြန်လာလိုက်ရတယ်ပတ်စံလေးကုန်းဝါလိုက်ပြန်လှုပ်လိုက်ပြန်သွားလိုက်ပြီးတော့မြန်မာပြည်ပြန်သွားလဲလိုက်အရှင်ပြေတဲ့ပုံစံလေးပြလိုက်ဒီမှာဘာလုပ်နေဆိုတော့ဘယ်သူမှမပြောဘူးဘယ်တော့ပြင်မလဲဆိုတော့မပြောဘူးဟိုရောက်တော့အကောင်းစားတွေနေပါဝစ်သွားနိုင်ငံခြားပြန်လာတယ်ပေါ့လူတွေထင်ကြည့်တာပေါ့အနုတော်တွေမှာလူကြောလေးဖြစ်နေတာပေါ့အဲ့ဒါလေးအဟုတ်လေးထင်းပြီးတော့ကားလေးကိုဟိုးစား၄နှစ်၅နှစ်လောက်စားဝယ်ပြီးတော့အကျွေးပေးတပ်ပုံတွေရိုက်ပြန်ပို့ငါကားဝယ်လိုက်ပြီ hallelujah praise the lord ကြည့်ရရှင်ရန်နေပြောနေ no အဲ့ဒါမဟုတ်ဘူးညီကောင်မတဲ့အားဖြင့်ဖျားခဲ့အမှုတစ်ပြုရှင်တဲ့အားဖြင့်ဖျားသခင်အမှုတစ်ကိုပြုရှင်တယ်ဖျားအမှုတစ်ကိုတဲ့အားဖြင့်ပြုရှင်တယ်ဘေးနားမှာရှိသူတယောက်ပြောလိုက်ရအောင်ဖျားသခင်တဲ့အားဖြင့်အမှုတစ်ကိုပြုရှင်တယ်ပြောရအောင်Hallelujah. Hallelujah. ဒီမှာကြည့်ညီကိုမောင်မတော်ဒီနေ့ဒီသင်းအုပ်ဆရာဒီအသင်းတော်ရဲ့ပါသင်းတော် PCCC WACCC ကသင်းအုပ်ဆရာသူသင်းအုပ်ဆရာမဖြစ်လေသူစတိုင်ချစ်ဆရာကိုကောင်းတယ်ကြည့်စတိုင်ကသူစကားပြောဖို့ဆိုမှချစ်ဆရာလေးလေသူမိမဘယ်လောက်ချစ်မလဲတော့မသိဒါပေမဲ့တော်တော်ချစ်ဆရာကောင်းတယ်သူအသင်းတော်မှာကျွန်တော်ခေါ်ဖိတ်တယ်ဗျာမလွယ်ဘူးဆိုတာကျွန်တော်သိတယ်သူမပြောဘူးလက်ခံတဲ့သူရှိတယ်ကျွန်တော်ဒါပေမဲ့လက်မခံတဲ့သူရှိတယ်ကျွန်တော်အရာချစ်တဲ့သူရှိလို့မကြိုက်တဲ့သူလည်းအများကြီးပဲအဲ့ကြားထဲကနေသူကရအောင်ခေါ်တာကျွန်တော်သိတယ်အဲ့ဒါလွယ်ကူကူနဲ့ခေါ်တာတော့မဟုတ်ဘူးဒါပေမဲ့ခေါ်ဖိတ်တယ်ဆိုကြတဲ့ဟိုကသူဖြစ်ချင်တဲ့အရာတစ်ခုရှိတယ်အဲ့ဒါဘာလဲဆိုတော့သူတင်းသားတွေတေးရစေချင်တာဒါကြောင့်သူတင်းသားလာတာသူပြောတာလေမပြောင်းလဲတဲ့အတင်းသားတွေကိုဥဆောင်ကြတဲ့တင်းအုပ်ကလေတော်ပင်မနာသူမသိအောင်ကိုမနေသူနေရတာမြတ်တို့ယုံလားမသိဘူးဖယားနဲ့ရေးလဲဒူးထောက်တော့သွားတာမလွယ်ဘူးမပြောင်းလဲတဲ့တင်းပြောချင်တာဘာသာထဲမှာပဲခောက်ရိုးကျိုးနေတဲ့ခရိယန်တွေကိုဥဆောင်ရတဲ့အတင်းအုပ်ကမလွယ်ဘူးဆိုတော့ဒီမှာလာတဲ့ရွေချက်တစ်ခုပဲရှိတယ်အမှုတစ်ကိုပြုချင်တယ်ဒီဆရာအမှုတစ်ပြုချင်တယ်အမှုတစ်ကိုအရန်ပြုချင်နေပြီဒီလိုခေါင်းဆောင်ရှိတာကြီးတို့ချင်းပွားကြလို့ကျွန်တော်တကယ်ပြောချင်တယ်
တကယ်ဒါတကယ်ဖျားခန့်ထားတဲ့ခေါင်းဆောင်ပဲဒါကြောင့်ဒီသင်းအုပ်ဆရာကိုပံ့ပိုးကြပါဗျာကျွန်တော်ဒီနေရာမှာဟောနေရလို့ပြောတာမဟုတ်ဘူးညီကိုမောင်မတို့အတိုက်ခံအားလုံးနဲ့အတိုက်ခံလုပ်ပြီးတော့မှဟာလားအများကြီးအဖို့ခပေးပြီးတော့မှလုပ်ရတဲ့ဆရာတွေအများကြီးရှိတယ်လောကမှာဒီအသင်းတော်လူများပါတယ်ကောင်းပါတယ်ဝင်ငွေလဲတောင်းတောင်းပါလိမ့်မယ်အဲ့ဒါအရင်မကြည့်ဘူးဗျဝင်ငွေဘလောက်တောင်းဝิญဉ်ရမှာမရှိဘူးဆိုရင်မလွယ်ဘူးနှုတ်ကပတ်တော်မဆာငတ်တဲ့ခရိယံပို့ဆိုးပြီတွားပြီတန်င်းကနေတခါဖျားကြောင်းတိုက်တော်ရွက်ကွာဆိုတဲ့ခရိယံပို့ဆိုးပြီဒါပေမဲ့အဲ့လူတွေရဲ့ life ကတနာဖို့အရင်ကောင်းတယ်ဘလို့တနာဖို့ကောင်းစီလားညီကောင်မောင်မတို့ဝိจิตတန်းကြီးတန်င်းကနေတခါဖျားကြောင်းလာလိုက်မယ်ဒါပေမဲ့တောက်တဲ့လူလည်းရှိမယ်မူတဲ့လူလည်းရှိမယ်ဘီယာတွေဘာတွေပေါ့ကွာဒီမှာပေါ်တာဗမာပြည်မှာကျတော့ထိုင်းတွေပါတယ်ပေါ့ဒီမှာတော့ဒီနိုင်ငံရောက်ပြီပဲအစေးပဲပေါ့ကိုပတ်စံရှိလို့ကိုတောက်တာပါဖြစ်လေတနည်းတစ်ခါဖျားကြောင်းလာတက်ပြီးပေါ့အဲ့လိုမျိုးတင်းအုပ်ဆရာအဲ့လိုမျိုးတင်းတော်ရဲ့တင်းအုပ်ဆရာလောက်ရအရင်ခတ်တယ်အရင်ခတ်တယ်အဲ့ဒီအတွက်ကျွန်တော်ယုံကြည်တယ်ဒီဆရာအရန်ကိုတောက်လောင်တဲ့ထဲမှာအရန်ဖြစ်စေရှင်နေပြီဘာဖြစ်စေရှင်တာလဲဆိုတော့24နိုင်ခရိယံဖြစ်စေရှင်တာတနင်္ဂနွေခရိယံဒီမဖြစ်စေရှင်တော့24နိုင်ခရိယံဆိုပါလေအချိန်တိုင်းမှာကိုးကွယ်တယ်ဆိုပါလေတနင်္ဂနွေတစ်ခါလာတော့ဖျားရှိခိုးတော့ကိုးကွယ်တာမဟုတ်ကြီးကောင်မောင်မတော်ကိုးကွယ်ခြင်းဆိုတာဘာလဲသိလားဆွဲလန်းခြင်းမှတ်ထားရေးစကားကိုးကွယ်ခြင်းဆိုတာဆွဲလန်းခြင်းသင်အချိန်တိုင်းမှာသင်ဆွဲလန်းတဲ့အရာပါလဲတနင်္ဂနွေတစ်ခါဖျားเจ้าလာတက်ပြီးတော့မှအချိန်တစ်ခုလေးမှာတရားနာထောင်ပြီးပြန်သွားတာအဲ့ဒါကိုးကွယ်တယ်မဟုတ်ဘူးအဲ့ဒါကိုးကွယ်ခြင်းအစီအစဉ်ထဲမှာလာပါဝင်တာကိုးကွယ်ခြင်းဆိုတာဆွဲလန်းခြင်းဆွဲလန်းတာဆွဲလန်းတာသင်တို့တကယ်ဖယားကိုဆွဲလန်းတတ်ပြီလားသင်ဆွဲလန်းရာကဖယားဖြစ်ပြီလားသင်စဉ်းစားတဲ့အရာကဖယားကောင်းမြတ်ခြင်းဖြစ်လားတကယ်ကိုးကွယ်တဲ့သူကကျမ်းစာထဲမှာဒါဝိဒ်ဒါကြောင့်သူကအောင်မြင်ခြင်းတွေရယူခဲ့တာဘယ်စစ်ပွဲမှာမရှုံးခဲ့တာဆိုတာမရှိဘူးဒါဝိဒ်သူအရှုံးပေးခိုင်းလိုက်တဲ့ပွဲတစ်ပွဲပဲရှိတယ်အဲ့ဒါက तू ကအိုမိန်းမရဲ့ယောက်ျားကိုလှုပ်ကြံခြင်းလို့ဘာသာရှိပါရဲ့ယောက်ျားကို तू ကလှုပ်ကြံခြင်းလို့ तू ကပရိယေကျွဲတယ် तू ကဗျူဟာတော်တယ်ဒါနဲ့သူ့ကိုတင်လိုက်နောက်ဆုတ်လိုက်ရှုံးရတယ်ရှုံးအောင် तू ပဲလှုပ်တာဒါပေမဲ့ तू ပါတဲ့ပွဲတစ်ခါမရှုံးဘူးဘာလို့ तू မရှုံးတာလဲ very simple तू ကိုးကွယ်တော့ तू ဘာလို့မရှုံးကိုးကွယ်တော့သူမှန်ရင်နဲ့စားတဲ့အစာတောက်တဲ့ရေတော့မှငါကောင်းကြီးပြေတော့မင်းတို့ထဲအနာရောဂါငါနှုတ်ယူမယ်တဲ့ဝေါကိုးကွယ်ခြင်းရဲ့ကြောက်စရာကြီးဒါဆိုကိုးကွယ်ခြင်းဆိုတာဘာလဲဆွဲလန်းခြင်းသင်အချိန်တိုင်းမှာသင်ဆွဲလန်းနေလားဒါဝိဒ်ကဘယ်လိုဆွဲလန်းလဲဒါဝိဒ်ကကိုးကွယ်တော့သူဆိုတာဘယ်လိုပြောတာလဲတိုးလေးတွေမြင်တယ်ထရာဖျားတင်ငါတိုးတွေဖြစ်တယ်ငါဒီစင်းရမခံရတောင်တွေကိုသူတွေ့တယ်ငါကိုမဆာချင်းကြောင့်ဒီပေါ်ထွက်ရတော့တောင်ရိုးတော့ငါမျောကြည့်တယ်ကောင်းကင်နဲ့မြေကြီးကိုဖန်ဆင်းတော့ထရာဖျားထန်တော်မှာမဆာချင်းလာတယ်သူတွေ့တဲ့အရာတိုင်းသူရေးတယ်ကောင်းကင်သူမောကြည့်တယ်ဖျားသခင်မိုးကောင်းကင်ဒီဖျားသခင်ရဲ့ဘုံအသရေတော်ကြားပြောနေမိုးမျက်နှာချက်တို့ဒီဖျားခင်လက်တော်နဲ့လှုပ်တဲ့အရာကိုပြနေတယ်ဝေါမြင်တဲ့အရာတိုင်းကသူချီးမွမ်းနေတယ်ဒါပဲလားမဟုတ်ဘူးသူ့ရန်သူတွေဝိုင်းမလို့တတ်တော်မချိန်မှာသူ့ကိုဝိုင်းထားပြီအဲ့ဒီချိန်မှာသူထားပြီးတော့ထာဝရဘုရားဒီငါဤချောင်းငါဤမျိုးရိုးငါကိုကယ်လွတ်တော်ရှင်သူကလွတ်မှသူချီးမွမ်းတာမဟုတ်ဘူးဒီလုံးဝမလွတ်နိုင်တော့တဲ့အချိန်တွေမှာချီးမွမ်းနေသူကလွတ်မြောက်သွားတာထာဝရဘုရားပတ်ထာညီကိုမောင်မသိရတတ်တာတွေမှာချုံအောင်ချင်းတွေလာပြီးဆိုရင်လွတ်မြောက်ဖို့မချီးမွမ်းနဲ့ချီးမွမ်းတော့ကြောင့်လွတ်မြောက်တဲ့အတ္တဖြစ်ပါစေကြိုတင်ချီးမွမ်းခြင်းကလွတ်မြောက်သွားစေတယ်
Jordan Chimwanchinga Lumia Dwaside, Jordan Chimwanchan Lumia Dwaside, Matati Zagago, they are that tema, Pilama, Kanzayama Chimwane, Chimwan Dojao, Eddie Chono Chini Alumani Lumia Dodu Pepasi. Pina Mashida do down it up your out, Jordan Chimwanta Dodu Pepasi. Hallelujah, Hallelujah. Jama Chendra Jotin Jesu Chimwanta, Aumi Chendra Jotin Jesu Chimwanta, we Chendra Jotin Jesu Chimwanta, Tatamidra Jesu Chimwanta, Ayalo Jotin Jesu Chimwanta, Piake are over and let on the Masara Midualime. Tawega to a papa le wine tabi to that on me to Papiole. Tara Piadi Naicha Naimio Nagoke Lutoshi. Ngai pia ngagozado aswantati ngai kweka ngagoketendo ujo ngai yera pito mudi tarapya ngai ale ngagoketendo shin pito mui ngai abedu ko chawlan ya ani Trapiadi, I attack Holuya Pidomwe, Nadi Betugo, Chaulayani. Now, no Tado Yandu Luzurodi, Natao Kaisamu Lajadoka, Chitami, Lejai, not the fun at Tachadole, not Lomachota, Sichi Ladole, Tomulapi, Digi Dosi Shilim. Wow! Yakubi, Nayan do the Palema, Wine Tadonyale, Naya Ugang Payaka Chimiale. The road time was so sad I couldn't be happy and celebrated. Wow! I'll be more than Broma down there. I'll meet him with Yeshua be yat happy the Sorebuma, neither Giro Chimwa. The Yeti Marudi Goro need to Ilokana Piara could be happy and Nabida. Hallelujah. Metakuben go Monmaro. In each and rope Yadian Loma, Loka in Matwala Regima. Pubamukin at that. Rest. Lower rest at the top. He really, that is song time and you go on. He really. General in the Pubamu, the Thokari, the Kuma machine, General worry free. Attaching each and every after. Hallelujah. Pembana Piak and Lurom, she when you go on Maro. Yonga near a Piak and Lurom. He be all as I can lay Alogia. Along like Tigan is Alogia. Tuja. Piarki chanta tedo wiado aquingo. Hallelujah. Pedo cadido. You go on mother, John Pibantation at home. Payaya a chancia generogo, do not do so sensation. You have you go on mother. Do not do so sensation. Pero so sanji and tila you go on mother. Then no cat try a yard and think at that time a pillar will be a Roshina. Momo Majalo Biapio Machoni go on ma Jesus you in that town paper. General no gunny, young teaching a twat as a car and Pia Queen Piaco Pita. Mayoye Matanayo. She lono to no piome. See how one less show be beyond it, Theo. I must see how one says cheap with Oma. The cooler sheet. Oh, now, is pure as a guy, yo, Jishima Pao, no longer pure as a guy, yo, Jishimpa. Xiao Alupio like Mala. The Atema Tintema Naro di Goro in need to Iloka na Pijai Sudekama. Crypto Tema Kensa Shila. Mashiu, that's on Gamala Shiza Pajoma, Mashiu. Think again, can you, eh? Piantua sit there, Chima. Wow. Eric Kensa Sega, Tintema Mashido.
Hello, Luelasia. Piame. Piatkin chanta tema cancer machine. Piatkin chanta tema, singing chins on machine. So in Jaujasia, but whom machine chanta, and our English no rest, REST, rest. But then you mamaro, long rest. Lokama tashinakama. Napa niago soins ya loa malube. Be ayatoma soins ya maluro de poaga at anayu de dadabe. Wage to Puzamalole, Bibili, David of Puzamalole. Be ayatoma kamia chama to bambuzamaloro at the rest. Then below be a Pubanchine a berom armor people. Mata Azaga. Then below a Pubanchin. Mata, cancer balopidale, stress. Stress me like cancer, sorry. Tajong Shimbolo Babole, rejoice in the Lord. And can I say, rejoice? Balopidale. One yauchin, Nia Utaniama, but my stress machine. I mean, I'm a 1 yauchin machine of so you know, stress lavi. And it's stress I can't stop you see that. Now, Piagan chanta the way I don't quingo pedo gadido ha, Naruna shiene. Naru aloma, Eri gadido, Paya petaye tanere. A choro di mami benimigo, Nasoying there. Gadido shiene, Mowiabure, chanta teo, Puniare, Soyniare, Jauniare. Gadido shiene. Along such young. Narodi, one yausia. Hello, one yausia, the dingo. Toturo kedo. Jayabi. Shega lure becharamo, Naroti da jare quingo piakem piesen baby. Doya doing, Duro Jaya dot the Yazagadi. Jaya dot the Yazagadi. Jaya dot tenai. Tariaro qua pioma babe sure. Yonji chimashi dojane, a joma beure. Taria shall be on it about qua. Naro ulele, the lower piona de walabe. So shall not ababe. No nigo monmaro. Limit lolo. Limit low no social ne. Chado Drutena Yogichin and Mayon no do John Palma Beule. A Joma Shida. A Joma Pilara. Just say watching and you go on Maro. The Matinso died in it. Yeshuna man, I know to a JB. Okay, good. So that ready. Now don't nearly ate the chance so day. Much look. Chokrian is here. Open the eyes of my heart, Lord. I want to see you. Now say I want to see you. Mahodo. Still blinded, Omela. I want to see you. Say I want to see you. Maya when you go on maro. Yeshu naman I know to Jue JB Jamabi. Yeah. Yeah, damn it. And I sound you. Judge me. Piamele. Ngaro generation di. Hobby no. A twitchy generation P. A twitchy demo. A twin machine generation Piame. Wakaza. A twin machine had declared a twin machine ngaro in women. Hallelujah. Machino Biame. The Russian Dungeon of Peter. I could to me had a weapon a gay at Kenneth Copeland. Say Kenneth Copeland. Don't a mura sound in it to the alone lying. We need to get mura sound in la. A mura sound in it so la. Critical Piashab like that. Got Jean and Jabra Piap like that. Palole, America, my critical machine and a balolumia. I then sister my load harder. I'm a critical malo in it to lay you where they were. Critical machine laying where another room.
သူများဘာပဲပြောပြောကျွန်တော်တို့သူတို့ရဲ့အသီးပွင့်ပဲကြည့်တဲ့အခါမှာသူတို့အသီးပွင့်နေရှိနေတယ်သူများဘာပြောတာအရေးမကြီးဘူးကျွန်တော်ကအသီးပွင့်ပဲကျွန်တော်ကြည့်တယ်သူတို့မှအသီးပွင့်ရှိတယ်ရှယ်ကြီးတွေတွားကြည့်တယ်မဟုတ်ဘူးအပြောနဲ့မဟုတ်လက်တွေ့ယူပြနေတာသူနဲ့တူတွဲလုပ်တဲ့ဆရာကြီးသူ့နာမည် Jesse Duplantis ဆိုတာ Jesse Duplantis ဆိုတဲ့ဆရာကြီးလေရင်နှစ်စင်းပိုင်တယ်သူများမချေနဲ့လာပြောတယ်နင်ကလေရင်စီးတာလားတဲ့စီးပါတယ်တဲ့နှစ်စီးတဲ့ तू ကတက်ပြောနှစ်စီးတဲ့မကောက်ဘူးနော်တဲ့မကြခင်မှာငါဗာလဲသူတို့လေရင်ကလေသူ့ရဲ့ပြန်တန်းတာပြီးသွားလို့ပြန်လာရင်စီကုံမကုံအဲ့ဒီစီကို drain လုပ်တာအစ်ပြန်ထည့်ရတယ်ဆိုစီရန်ကုန်တယ် तू ကပြောလဲဆိုတော့ဘုရားသခင်နဲ့ကျွန်တော်လေရင်မဲ့ပိုင်တာမဖြစ်ချင်ဘူးတဲ့အဲ့ဒီ station တစ်ခုလုံးပိုင်ချင်တယ်စီပေးတဲ့ station တစ်ခုလုံးလက်ဆန်တမ်းတော့ သူ့ရဲ့လေရင် site တိုင်း site တိုင်းမှာ तू လက်ဆန်တမ်းတော့ရေးလဲချတာပြီးတော့တနေ့ तू က private လေရင်နဲ့ तू ဆင်းလာတဲ့ချိန်မှာ opera နဲ့တွေ့တယ်တဲ့ opera တထေးမကြီး opera အဲ့ဒီ opera နဲ့တွေ့တယ်ဟာမင်းဘာလို့လောက်တာလဲတဲ့လုပ်ငန်းရှင်တွေချင်းတွေ့တာကွာတို့လိုမျိုးလူတော့ပဲတွေ့မှာလဲ private jet private jet ချင်းစုံတဲ့နေရာမှာ hello hi ပေါ့မင်းဘာလောက်တာဆိုငါ preacher တဲ့ preacher လို့ရင်ဝင်နေလားလို့လမ်းမေးတယ်တဲ့ opera မင်းမသိဘူးလားတဲ့ငါတို့အမြင့်ဆုံးသောဖခင်ကိုကိုးကွယ်တာလေတဲ့စီးပွားရေးသမားတဲ့ငါတို့ချမ်းသာတယ်ပြောပြီးသူထွက်လာတယ် hallelujah ချမ်းသာတယ်ကြောက်တွေးခေါ်ရအကုန်ပြင်းအခုကျွန်တော် generation လူငယ်တွေဆိုကျွန်တော်တို့ကြည့်လိုက်တာနဲ့မှုတော်ဆောင်ခြင်းနဲ့ဆရာကျွန်တော်ခေတ္တကလူတွေကမှုတော်ဆောင်နေကြည့်တယ်မှုတော်မဆောင်ခြင်းဘူးသူတို့သားသမီးတွေရေးလဲညီးတာဆိုတော့ no ကျွန်တော် generation ကလူတွေအားလုံးအမှုတော်ဆောင်တဲ့လူအားလုံးကြည့်လိုက်ရင်ယာဆရာတနေ့ရှာထပ်သားမယ်အဲ့ဒါကိုကျွန်တော်ကြိုက်တယ်လာပြောတဲ့ဖွဲ့ရှိတယ်တနေ့ရှာထပ်သားမယ်very good ကြိုက်တယ်ကျွဲအစဲတဲ့ခိုင်ခါမယ်ချဆက်ချလင်းလို့ထောင်းတယ်လေရောက်တော့ဆက်ချမရှိလို့ပြောတယ်ထောင်းတဲ့ဝင်တာတော့အချိုးကဘာလဲအပေါ်မကျိုးဘူးတဲ့အချိုးမပြေဘူးတဲ့ထောင်းနဲ့ထွက်လာပေါ်ဆိုးလာတယ်လို့ဟုတ်တယ်မထွက်ခင်တော့နည်းနည်းပါကြောက်တတ်တာရှိသေးတယ်ဘာကြောက်လဲသိလားညီမကျွန်တော်ဆေးရုံသွားမှအရင်ကြောက်တယ်ဘယ်သူမှမသိဘူးပြီးတော့ထောင်းအဲ့နှစ်ခုကျွန်တော်အသိမုန်းတာဝမ်းဆက်ဖျားပို့လိုက်တာဆိုတော့ကျွန်တော်မှအခုပြစစ်တာငါမှဘာကြောက်ရှာရှိလဲဘာမှမရှိတော့ဘူးပြီးသွားပြီလောကကြီးရှယ်ပဲအားလုံးမထန်ကြောညီကိုမောင်မတို့ကျွန်တော်တို့ကိုဖျားသခင်အောင်မြင်ခြင်းအခွင့်ကိုပေးထားပြီးသားဒီနေ့ဆောက်ခြေလမ်းစားလှမ်းဘလို့စားလှမ်းမလဲကျွန်တော်ပြောမယ်နော်တေချာတော့နားထောင်ပြီးတော့မပြန်ကြပါနဲ့ကွာယေရှုပြုရင်နားထောင်လိုက်ဟာလေလုယာပြန်သွားလိုက်အာဒါပဲမရဘူးညီကိုမောင်မဒီနေ့စပြီးတော့ချမယ်ဝမ်းမြောက်စရာတည်င်းကိုငါတို့ကြားရတယ်အားလုံးဤတူကြားရတယ်ဒါပေမဲ့ကြားတော့သူတို့ထဲမှာယုံကြည်ခြင်းနဲ့မရောနှောတဲ့အတွက်ကြောင့်အကျုံးမပေးဘူးကြားပဲကြားတယ်မရအောင်အဲ့ဒါငါအတွက်လို့ခံယူရမယ်အားလုံးပြောဒီနေ့နှုတ်ကပတ်တော်ငါအတွက်ဖြစ်တယ်ပြောရအောင်ဟာလေလုယာခရစ်တော်ရဲ့အောင်မြင်ခြင်းငါအတွက်ဖြစ်တယ်ပြောပါခင်ဗျာပြောစမ်းပါရဲပြန်ပြောစမ်းခရစ်တော်ရဲ့အောင်မြင်ခြင်းငါအတွက်ဖြစ်တယ်ဒါဝိရဲ့အောင်မြင်ခြင်းကဣသလတမျိုးလုံးအတွက်ဖြစ်တယ်ယေရှုရဲ့အောင်မြင်ခြင်းကငါတို့အတွက်ဖြစ်တယ်ညီကိုမောင်မတို့ဟာလေလုယာကျွန်တော်ဘာလို့အော်လဲသိလားဒီထပ်ပေါ်အော်ခြင်းနဲ့ဒီထပ်ပေါ်ကျွေးကြော်ပလိုက်ခြင်းနဲ့ဒီထပ်ကခုန်ပလိုက်ခြင်းနဲ့နောက်ရက်တွေကြံသေးလို့နည်းနည်းရှော့လာတာကြားတော့သူတို့ထင်းနဲ့ယုံကြည်ခြင်းနဲ့မရောတော့လို့အကျုံးမပေးတာဒီနေ့နှုတ်ကပတ်တော်ကငါအတွက်ဖြစ်တယ်ဂတိတော်အားလုံးငါအတွက်ဖြစ်တယ်ခါယူရင်ရှယ်ပြန်သွားရအောင်တစ်ကိုပြန်သွားမယ်ခဏပြန်သွားတစ်ကိုပြန်သွားရအောင်ယေရှုတင်နေညီလေးနဲ့ညီမလေးလားမသိလှုပ်နေโอเค
တိတ်ကိုပြန်သွားโอเคအားလုံးဖတ်ဖျားခင်ချမ်းသာတဲ့သူဝင်ရတော့အခွင့်ကိုပေးတော့ပါလဲကွယ်ဒါဆိုချမ်းသာတဲ့သူဝင်ရတဲ့တော့ပါလဲအားလုံးပြန်ပြောချမ်းသာခြင်းတဲ့သူချမ်းသာဆိုတာပါလဲညီဦးမောင်မတော်ဘာမှပူပန်စရာမလိုတော့ပဲဟာလေလုယာချမ်းသာဆိုတာပါလဲဒီလားလိုက်ဆိုကျွန်တော်လိုက်ဆိုအချိန်တန်အတီးတီး၍အရွက်မညှိုးနွမ်းတော့အပင်ကဲ့သို့ဖြစ်၏ပြုတ်လေသမျှတို့၌အောင်လိုက်တည်းအဲ့ဒါချမ်းသာတဲ့သို့ဝင်ရတယ်ဆိုတဲ့အဲ့ဒါမင်္ဂလာချမ်းသာဆိုတာပါလဲပြန်ပြောပါအောင်ခင်ဗျအခုပဲပြောတယ်အခုချမ်းသာတဲ့တော့ဝင်ရတယ်ချမ်းသာဆိုတာပါလဲအချိန်တန်အတီးတီးအချိန်တန်တီးတယ်ဆိုတာပါလဲစောင့်နေကြမလို့အချိန်တန်သူ့အချိန်တန်သူဖြစ်လာမယ်ကုန်အချိန်တန်ရင်ဖြစ်လာမယ်ကုန်အချိန်တန်ဖြစ်လာမယ်ပြောအချိန်တန်ဖြစ်လာမယ်ကုန်တင်မျော်လင့်ထားတဲ့အရာထက်သာ၍ကောင်းတဲ့အရာတွေလာကောလာလိမ့်မယ်အချိန်တန်ရင်ဟာလေလုယာပြောအချိန်တန်ရင်တီးမယ်တင်တောင်းတာထက်ကောင်းတဲ့အရာလာကောလာမယ်ဘေးနားမှာရှိသူတယောက်တည်းပြောလိုက်တင်တောင်းတာထက်ကောင်းတဲ့အရာလာမယ်ပြောလိုက်စမ်းပါဟေးကျွန်တော်ဘာဖြစ်လို့တရားဟောရင်းနဲ့ကျွန်တော်ခုံဆွာလုပ်တယ်ထင်လဲခမည်းတော်မယူရင်အဲ့ဒါကျွန်တော်တော့ပဲကုန်ကျွန်တော်ကတော့ရှယ်ပြောတယ်ကျွန်တော်ဘာလို့လဲကျွန်တော်ဟောတာကျွန်တော်တော့ပဲဒီနို့အခုဒီနို့တော့ယူလိုက်အချိန်တိုင်းတီးမယ်အချိန်တိုင်းရင်အရွက်မညှိုးနှံဆိုတဲ့အတိတ်ပြပါလဲအမြဲတမ်းတင်လမ်းဆန်းနေတာညှိုးနွမ်းသွားတယ်ဆိုတာမရှိဘူးအမြဲတမ်းဘာဖြစ်နေလဲလမ်းဆန်းနေတယ်အမြဲတမ်းဘာဖြစ်နေလဲလမ်းဆန်းနေတယ်ပူပင်စရာဘာအကြောင်းမှမရှိဘူးဘာလို့လဲမျက်နှာမှာစိုက်တဲ့အပင်ကဲ့သို့အချိန်တိုင်း supply my God shall supply all my need according to his riches in glory through Jesus Christ hallelujah wow အဲ့ဒီချမ်းသာတဲ့ကိုဝင်စားစေချင်တာအချိန်တာချမ်းသာဆိုတာပါသေးလားဒါဝိပြောတဲ့ချမ်းသာရန်ကောင်းတယ်ဒါဝိပြောတဲ့ချမ်းသာမချမ်းချင်းဘူးနော်စိတ်နှတော့ကျစားရမငေါအိတ်စီတယ်တာတော့မြင်နာတော့ငါဝိညာဉ်အဖြစ်နာမတော့ဖို့လို့ငါတင်စုမတောင်းချင်တော့မှဝိညာဉ်တော့နှုတ်ရဆူတောင်းခံနေမယ်hallelujah oh hallelujah hallelujah ဘုရားစကားပြောလာတဲ့အချိန်မှာဒီထာဝရဘုရားနဲ့စကားပြောနှစ်ယောက်တည်း hallelujah ပြောနေကိုရောယေရှုတဲ့သူကလည်းပြန်ပြောကိုကလည်းပြန်ပြောနေအဲ့ဒီအရာတာတော့ကောင်းတာလေကောင်းကင်ရဲ့အရာတောင်မြေကြီးမှာခံစားတဲ့အခွင့်ကိုဘုရားကကျွန်တော်တို့ဘုရားပေးထားတာhallelujah ဘုရားစကားပြောတန်ကြရင်လေခင်ဗျာသိပြောတယ်ဆိုရင်ယုံလားသေရမှာကြောက်တဲ့အဖွဲတွေဖယားနဲ့ရင်းနှီးသွားလို့ဖယားအတန်ကြားရင်သေကိုသေချင်တော့တာရှင်ဘောလဘာပြောလဲဖယားနဲ့ဆက်ရှိသွားတော့ရှင်ဘောလူရာသေလင်မူကသာ၍အကျိုးရှိတယ်ဝါဘာဖြစ်လို့လဲမိသားဖွဲ့ရတာမဟုတ်ဒါဆိုထပ်ပြောမယ်တမန်တော်ကြီးတွေဘာလို့အသက်ခံရတာလဲဒီလောက်တမန်တော်ကြီးတွေဖြစ်နေဘာလို့အသက်ခံရတာလဲကျွန်တော်ကျမ်းစာဖတ်ရင်နေဟေဘရဲခန်းကြီး7မှာအော်သူတို့တက်ခံတာမဟုတ်ဘူးတွားတေးခံတာပြန်ဖတ်မယုံရင်တာ၍မြတ်တော်ထားမြောက်ခြင်းကိုသူတို့သိသွားတဲ့အချိန်မှာအဲ့လန်ခီတွားရင်သူ့ကိုတတ်မယ်ဆိုတာပေတရုသိပြီးသားပရောဖက်ပါပြုတ်ထားပြီးသားမင်းကိုဘလို့လက်တွေဘလို့ချီနှောင်မှုတော့မင်းကိုဘလို့တတ်မယ်ဆိုတာသိပြီးအဲ့လိုင်းကိုဘလိုင်းကိုတိုးသွားတာဘာလို့လဲတာ၍မြတ်တော်ထားမြောက်ခြင်းရှင်ပေါလုတွားရင်လေပင်ဖြတ်မယ်ဆိုတာသူသိပြီးသားရောမအောင်ဒါပေမဲ့ तू ဘလိုင်းတိုးသွားတယ်ဘာဖြစ်လို့လဲဆိုတော့တာ၍မြတ်တော်ထားမြောက်ခြင်း तू ဘာသိထားလဲယာယီတဲကြီးမှာ तू မနေရှင်တော့
သူကကောင်းကင်ဘုံကိုရောက်ဘူးပြီးပြီကောင်းကင်ဘုံ၃ဆင့်ရှိတယ်ဆိုတာ तू ပြောတယ်လေမပြောဘူးလားညီကိုမောင်မတော်ကျေးဇူးတင်တယ်ရှင်ပေါလုကကောင်းကင်ဘုံရောက်ဘူးတဲ့ဒါကြောင့်တတိယကောင်းကင်ဘုံလို့ तू ပြောတာသူရောက်သွားပြီးတဲ့ချိန်နဲ့စားပြီးတော့ तू ကအဲ့မှာပဲ तू နေချင်တော့တာမြတ်တို့ဟိုရဲ့အရာတောင်မသိသေးလို့ဒီကနေထွက်မှာရှောက်နေကြတာဟိုရဲ့အရာတောင်တကယ်ရသွားလူကထွက်ချင်တာတေလင်မူကတာပြီးအကျိုးရှိတယ်တဲ့လစ်ချင်နေတာတိုးချင်နေတာမထမ်းကြီးကမောင်းပါတော့ဖခင်ရဲ့မျက်မှောက်တော်ထဲမှာနေရတဲ့မင်္ဂလာရမ်းကြီးတယ်မထမ်းနော်ဖခင်နဲ့ယဉ်နီးသွားတဲ့လူကလေတော်မထီးနဲ့ခင်ဗျာကြောက်စရာရမ်းကောင်းတယ်လူဖခင်နဲ့ယဉ်နီးသွားတဲ့လူသွားထီးရင်ဖခင်သူ့မျက်စံကဲ့သို့ကွယ်ကားတာလေယဉ်နီးသွားတဲ့သူမျက်စံကဲ့သို့ကွယ်ကားထားတာဖခင်တော်မထီးနဲ့ထီးတဲ့ကောင်ခံမယ်ချမ်းသာတဲ့သူဝင်ရတော့အခွင့်ကိုပေးတော့ဂတိတော်ငါတို့၌ရှိရတဲ့တင်တို့တွေအချို့တို့တွေမမှီပဲနေမျိုးငါစိုးရင်တဲ့ဆက်သွားဆက်တော့သွားပြီပါဆက်သွားဆိုတော့ဘာစကားထင်လဲမသိဘူးဟေဘရဲခန်းကြီးလေးအငယ်နှစ်သွားပြီပါညီလေးโอเคမမီပဲနေမျိုးစိုးရင်တဲ့ဆက်သွားပြီခုနှစ်ရက်မြောက်တွေရောက်သွားပြီโอเคသိကိုပြန်သွားမယ်โอเคနှစ်ကိုသွားပြီနှစ်ပြီးမှ3ကိုပြန်လာမယ်ငါတို့ဒီဝမ်းမြောက်စရာတဲ့တင်ကိုထုတ်သူတို့ကဲတော့ကြားပြီသူတို့ကြားတော့တရားစကားဒီကြားတော့သူတို့ထဲနဲ့ယုံကြည်ခြင်းနဲ့မယောနှောလို့အကျိုးမပေးတာအဲ့ဒီချမ်းသာဆိုတာကကဘာဦးမှာကလေးကဖျားပြင်စင်တာကြည့်အားလုံးကြည့်လိုက်3ကိုဆက်သွားအကျိုးမပေးတဲ့မယောနှောအကျိုးမပေးငါတို့မူကယုံကြည်တော်သူဖြစ်ဖျားခင်ချမ်းသာတဲ့သူဝင်ရကြရည်တဲ့ပူပန်ခြင်းငါတို့မှမရှိတော့ဘူးတဲ့ထို့သောနေညီဗျာဒိတ်တော်ကသူတို့ဒီငါ့ချမ်းသာတဲ့သူမဝင်ရကြအောင်အမျက်ထွက်ရငါကျင်းဆိုဒီဟုလာ၏ချမ်းသာဟုဆိုတော့ကဘာဦးကပဲဝေါအမှုရာတို့ကိုပြီးစီး၍ညင်ဝတ်တော်မူရာချမ်းသာဘာပြောတိလာညီကိုမောင်မတော်ရှေးကနဦးကအေဒင်ဥယျင်ထဲမှာအာဒံဟာမကြရှုံးခင်မှာရတဲ့အရေးအရာကိုဘုရားကယေရှုအားဖြင့်ကျွန်တော်တို့ကိုအကုန်ပြန်ပေးခြင်းနဲ့ဘုရားရှင်ဖြစ်တယ်ဟာလေလုယာထွက်လာခဲ့တဲ့အေဒင်ထဲကိုဘုရားကပြန်ထည့်ပေးခြင်းနဲ့ဒီလောကကြီးထဲမှာမရှိသေးခြင်းဒါပေမဲ့အာဒံကဘယ်ထဲရောက်သွားလဲအေဒင်ထဲကနေထွက်ပြီးဘယ်ထဲရောက်သွားလဲလောကကြီးထဲရောက်သွားတယ်ဒီနေ့လောကထဲကနေဖခင်သူ့သားသမီးတွေဘယ်ထဲပြန်ဆွဲခေါ်တာလဲအေဒင်ထဲကိုပြန်ဆွဲခေါ်နေတာဟာလေလုယာဟေးအေဒင်ထဲမှာလှုပ်เสียတခုပဲရှိတယ်အဲ့ဒါဘာလဲဆိုတော့မိတ္တဟာယဖွဲ့ခြင်းဖြစ်တယ်ညနေတိုင်းမှာနေပြီဆိုတဲ့အချိန်မှာဖခင်ကလာတယ်သင်စီကိုဖခင်က visit လာလုပ်ခြင်းနဲ့ဖခင်ဖြစ်တယ်မတန်းကြီးကိုမောင်မတော်ဒီနေ့ကျွန်တော်တို့ဟာဖယားထံသို့တိုးဝင်နေရတာမဖြစ်စေနဲ့တေချာနားထောင်ပေးဒါနဲ့ကျွန်တော်အဆုံးသတ်မယ်အဆုံးသတ်တာဘယ်နှခါရှိမလဲဒါမဲ့တကယ်အဆုံးသတ်မယ်ဒီတော့အေဒင်ဥယျင်ထဲကမထွက်ခင်မှာညနေတိုင်းနေအေးတဲ့ချိန်တိုင်းမှာဖယားကလူစီကိုလာပြီးတော့မိတ္တဟာယဖွဲ့တယ်အဲ့ဒီအချိန်နိုင်ရာဘာနဲ့မှလဲလို့မရတဲ့အရာဖြစ်တယ်တေချာကြည့်လူကဖယားစီသွားတာမဟုတ်ဖယားကလူစီလာတာโอเคဒါပေမဲ့အဲ့ဒီအေဒင်ဥယျာဉ်ထွက်သွားပြီးတဲ့နောက်ပိုင်းမှာလူကဖယားစီကိုရအောင်ပြန်တိုးဝင်ရတာပြည့်ညက်တရားကာလဆိုပို့ဆိုတော့တဲတော်ဝင်မှာဘယ်လိုလုပ်ရလဲအတွင်းဆုံးခေါင်းလူတိုင်းဝင်လို့မရတော့ဘူးယေဘရဟိမင်းကြီးတပါးကပဲတစ်နှစ်မှာတစ်ခါပဲဝင်ခွင့်ရတယ်ဒါပေမဲ့ဒီနေ့ယ
ယေရှုအပြင်ဂတိတော်ကိုယုံကြည်ပြီးဂတိတော်ထဲမှာဝမ်းမြောက်တက်လာတဲ့သူတွေအဲ့ဂတိတော်တွေအလုံးငါတို့ဖြစ်တယ်လို့ခံယူပြီးနေတိုင်းအသက်ရှင်လာတဲ့သူတွေမှန်ရင်ဖခင်နဲ့ဆက်ဆံရတဲ့အခွင့်ကိုရသွားတယ်ဘယ်မှာရသွားလဲညီကိုမောင်မတို့ရဲ့ကျမ်းစာလေးတစ်ပိုက်တော့ဖတ်ခွင့်ပေးပါနှစ်ပေအခန်းကြီး1 2 Peter chapter 1 2 Peter chapter 1ညီကိုမောင်မတို့ရဲ့ဖះမဖော်ပြကြောင်းလည်းမထွက်လာဘူးဒါပေမဲ့ဖော်ပြတော့လည်းထွက်လာတော့မတတ်နိုင်ဘူးနှစ်ပေခန်းကြီး1အငယ်4ကိုကြည့်အောင်3ကနေစကြည့်မယ်ခင်ဗျ3ကနေကြည့်အောင်3ကနေဖတ်မှပို့တော့ကောင်းလိမ့်မယ်โอเคဟာလေလုယာထို့သောနေ့ညီငါတို့ကိုဘုံတကိုးတော်နှင့်ခေါ်တော်မူသောဖះကိုသိသောဉာဏ်အားဖြင့်ဝေါငါတို့အားအသက်ရှင်ခြင်းဖះဝတ်နဲ့မွေးလျော်ခြင်းနဲ့ဆက်ဆိုင်သောအရာရှိသမျှတို့ကိုဖះတကိုးတော်သည်ဖះတကိုးတော်သည်ပေးသနာတော်မူပြီးဟာလေလုယာဖះနဲ့မိသားဖွဲ့ဖို့ဖះတကိုးနဲ့ပြင်ဆင်ပေးတာဖြစ်တယ်ဆက်သွားရအောင်အရေးကြီးလာပြီထို့သောအဖြစ်လဲအလွန်ကြီးမြတ်၍အဖိုးထိုက်သောဂတိတော်များကိုငါတို့၌အပေးတော်မူတယ်။ဘာလဲဂတိတော်ဂျမ်းမာခြင်းနဲ့ဆိုင်တဲ့ဂတိတော်အောင်မြင်ခြင်းနဲ့ဆိုင်တဲ့ဂတိတော်ကြွယ်ဝခြင်းနဲ့ဆိုင်တဲ့ဂတိတော်လွတ်မြောက်ခြင်းနဲ့ဆိုင်တဲ့ဂတိတော်အဲ့ဒါတွေအကုန်လုံးပေးတယ်အပေးတော်မူအကြောင်းကွာအားလုံးကြည့်ထိုဂတိတော်များကိုအမိပြု၍သင်တို့သည်လောကီတတ်မှတ်ခြင်းအညစ်အကြေးနှင့်ကင်းလွတ်သဖြင့်မှတ်ထားသင်ဒီလောကရဲ့အရာကိုအောင်မြင်ခြင်းသင်ရဲ့အထဲမှာနှုတ်ကပတ်တော်ဆွဲလန်းနေသောသူဂတိတော်ဆွဲလန်းနေသည်ဂတိတော်ကိုစဉ်းစားနေသည်ဘယ်အရာကမှဘယ်အပြစ်ကမှသင်ကိုမနိုင်စေရအောင်တစ်သက်လုံးလောကီတတ်မှတ်ခြင်းအညစ်အကြေးနှင့်ကင်းလွတ်သဖြင့်မှတ်ထားလာပြီဖခင်ရဲ့ကနဦးကြံစီပါလေဖယားပဂတိကိုဆက်ဆံရတော့သူဖြစ်မိအကြောင်းဒီတဲ့ဝေါဖယားပဂတိဆက်ဆံနေဆိုပါလေညီကောင်မောင်တို့ဖယားနဲ့အတူနေထိုင်သွားလာရတဲ့အခွင့်ထူးကိုရသွားတယ်ဒါကြောင့်အာဗြဟံကဖယားနဲ့တူသွားလာတယ်ဒါဝိတ်ကဖယားနဲ့တူသွားလာတယ်ဒီလူကြီးတွေအကြောင်းကျွန်တော်အမြဲတမ်းဖတ်နေရတယ်ခွန်အားတွေရေးလည်းရတယ်ဒီနေ့ကျွန်တော်တို့ဖယားနဲ့သွာလာတတ်ဖို့ရတခုပဲလိုတယ်ဂတိတော်ကိုအမိပြုပဲနေ့ရက်စနေမှာတင်းရဲ့ဝမ်းမြောက်စရာကဂတိတော်ပဲဖြစ်ရမယ်တင်းရဲ့စားစရာဂတိတော်ပဲဖြစ်ရမယ်ဟာလေလုယာတင်းရဲ့ရင်ခုန်စရာဂတိတော်ပဲဖြစ်ရမယ်တခုခုဖြစ်လာရင်ဂတိတော်ရှိတယ်မိသားစုနဲ့ဆိုင်တယ်ဂတိတော်ရှိတယ်ဂတိတော်ဆွဲလာအကုန်ပြောင်းပြန်လှန်ပြစ်မယ်ဗျာထိုဂတိတော်များကိုအမိပြု၍သင်တို့ဒီလောကီတတ်မှတ်ခြင်းအညစ်အကြေးနဲ့ကင်းလွတ်သဖြင့်ဘုရားဂတိကိုဆက်ဆံသူဖြစ်မိကြောင်းဒီအဲ့ဒီ level ရောက်သွားရင်လည်းညီကိုမောင်မတို့ rest ဆိုတဲ့စကားပါဇက်နဲ့ပြောလို့မမီနိုင်တော့စကားရတာလူတွေနားလည်အောင်တော့ rest ဆိုတာပြောလိုက်တာဗမာလိုကြတော့ဆရာယူဒတာချမ်းသာလို့ပြောတယ်စကလုံးတိတ်ရှာလို့မတွေ့ဘူးအများကြီးတော့ဖွဲ့နွယ်လို့ရတခုပြောပြမယ်ကျွန်တော်ရဲ့ဖျားဖွင့်ပြတဲ့အရာတော့တကယ်ချမ်းသာဆိုတာဆာလ23ကတကယ်ချမ်းသာရေးတာဒါပေမဲ့ငါတိုးထိန်ဖြစ်တဲ့ကြောင့်ငါဆင်းရဲငါနဲ့အတူဖျားအမြဲတမ်းရှိတဲ့ကြောင့်ငါဆင်းရဲဆိုတာငါမှမရှိတော့ဘူးတဲ့စိတ်နှလုံးကျဆာရမှာငါကိုအေးစေတယ်အကောင်းဆုံးနေရာမှာငါ့ကိုအိတ်စေတယ်တာယာတော့မျက်နှာတော့လမ်းပြတာတာတဲ့မျက်နှာတဲ့ အကောင်းဆုံးဥဆောင်သွားလိမ့်မယ်အကောင်းဆုံးနေရာကိုဘုရားပို့ဆောင်လိမ့်မယ်ငါတင်သွားမဲ့လမ်းကိုတွန်းတင်မယ်ဆွဲခေါ်မယ်โอเคမချစ်တဲ့ချာနာတော့ပဲငါဝိညာဉ်ကိုအားဖြည့်နာမတော်ဖို့လို့ငါတရားလမ်းထဲသို့သွေးဆောင်အကယ်၍သင်မင်းရိပ်လွမ်းမိုးသောဂျိုင်ထဲသို့
ကျွန်တော်ရှောက်သွားရလိမ့်မယ်လောကထဲမှာနေတဲ့ခါမှာဒါပေမဲ့ဘင်းတွေကိုအကြောင်းမှာကိုရောဒီအကျွန်ုပ်နဲ့အတူရှိတော်မူသည်ဖြစ်၍လှမ်းတန်တော်နဲ့တောင်ဝေးတော်သည်အကျွန်ုပ်ကိုချမ်းသာစေတော်မူ၏အကျွန်ုပ်ရန်သူရှိပါအကျွန်ုပ်ကိုစပွဲခင်းတော်မူ၏အကျွန်ုပ်ခေါင်းကိုစင်နဲ့လိမ့်တော်မူ၏အကျွန်ုပ်ခွက်ဖလားရှံလဲရှိပါ၏အကယ်စင်စစ်ကျွန်ုပ်ဒီယေရှုနဲ့ဂရုဏာတော်ကိုတညမဟုတ်ဘူးတလမဟုတ်ဘူးတနှစ်မဟုတ်ဘူးတစ်သက်လုံးခံစားတဲ့ခွင့်ကိုဘုရားပေးလေရာဖျိုက်အိမ်တော်မှာအစင်မြဲနေရတဲ့ခွင့်ကိုဘုရားပေးလိုက်ပြီတဲ့ဘာရှိအောင်မှလည်းပူစရာအဲ့ဒါချမ်းသာပဲဒီနေ့အဲ့ဒီချမ်းသာတဲ့သူဝင်ရတဲ့အခွင့်ကိုဘုရားကအားလုံးပေးလိုက်ပြီဒါပေမဲ့အချို့သောသူတို့ဒီမမိပဲနေမိကိုစိုးရင်ကြကုန်အားသူတို့ကြားတော်စကားဒီကြားတော်သူတို့အထင်းနဲ့ယုံကြည်ခြင်းနဲ့မရောနှောတဲ့အတွက်ကြောင့်အကျိုးမဖြစ်ကြဘူးတဲ့ဒီနေ့တို့ဟာစိုးဆိုင်ရတဲ့သူတွေဒါရွေးစိုးဆိုင်တဲ့ခွင့်ကိုဘုရားပြင်ဆင်ထားပေးပြီးသွားပြီဒီလိုကြောင့်ယနေ့ကစ၍ဂတိတော်ကိုတင်းကိုဘုရားဘာမှလုပ်ခိုင်းရအများကြီးဂတိတော်တစ်ချက်စတင်ဆွဲလာ step by step ဒီဂတိတော်10ခုလောက်ကိုတင်တခါတည်းနဲ့တင်လုံးလို့မရပါဘူးကျမ်းမာခြင်းနဲ့ဆိုင်တဲ့ဂတိတော်စဆွဲလန်းကြည့်တင်ကျမ်းမာခြင်းရလာမယ်အောင်မြင်ခြင်းနဲ့ဆိုင်ဂတိတော်ဆွဲလန်းတင်ရောက်တဲ့နေရာမှာအောင်မြင်ခြင်းရလာမယ်တင်ကြွယ်ဝခြင်းနဲ့ဆိုင်ဂတိတော်ဆွဲလန်းလာငွေကြေးမှာတင်ကြွယ်ဝလာလိမ့်မယ်တင်ဂတိတော်တွေစတင်ဆွဲလန်းနေဆိုတာတရက်ထဲပြီးသွားတာမဟုတ်ဆွဲလန်းခြင်းဆိုတာနေရစင်တိုင်းမှာနှုတ်ကပတ်တော်နဲ့သွားနေတာဖြစ်တယ်ဘာပဲဖြစ်ဘာပဲတွေ့ no ဒီဂတိတော်ငါတွားအဲ့လိုမျိုးတင်ဆွဲလိုက်မဖြစ်နိုင်တဲ့အရာတွေအကုန်ဖြစ်လာတယ်တဲ့ကျွန်တော်လိုက်ဆိုရအောင်ကျွန်တော်လိုက်ဆိုကြအောင်ဂတိထားတော်မူသောသူသည်ဂတိတော်တိုင်းတတ်နိုင်တော်မူသည်ကိုစိတ်ဆွဲလန်းလေဆွဲလန်းတဲ့အတွက်ကြောင့်အသက်60အဖွားကြီးကပိုက်ကြီးပြီးတော့ခလေးမွေးရတယ် sorry ရိုင်းသွားခွင့်လို့မဖြစ်နိုင်တဲ့အရာကြီးကထဖြစ်တာဘာကြောင့်လဲအာဗြဟံကဂတိထားတော်မူသောသူသည်ဂတိတော်တိုင်းတတ်နိုင်တော်မူသည်ကိုစိတ်ဆွဲလန်းလေမဖြစ်နိုင်တဲ့အရာကိုဖြစ်စေတာကဂတိတော်ဖြစ်တယ်ဘာလို့လဲငါတို့ဖခင်ကမဖြစ်နိုင်တဲ့အရာကိုမဖြစ်သေးတဲ့အချိန်မှာဖြစ်စေတဲ့ဖခင်သူ့စကားရှိပြီးရင်မဖြစ်နိုင်တဲ့အရာတွေအကုန်ဖြစ်လာတော့မှဖြစ်တယ်ဟာလေလုယာလောကမှာမဖြစ်သေးဘူးဖခင်ဂတိတော်ရှိရင်စပြီမိသားစုထဲမှာမဖြစ်သေးဘူးဘာတစ်ခုမှဒါပေမဲ့သင်အပြင်စခြင်းနဲ့ဆိုရင်ဂတိတော်ကိုစတင်ဆွဲလန်းတော်သူတွေဖြစ်ခြင်းအပြင် history maker ဖြစ်တော်သူတွေဖြစ်ပါစေအားလုံးခဏမှတ်ထားရအောင် hallelujah အာဗြဟံဒီသူ့မိသားစုမှာထူးခြားတော်သူဖြစ်လာတယ်ဘာဖြစ်လို့လဲဂတိထားတော်မူတော်သူဒီဂတိတော်တိုင်းတတ်နိုင်တော်မူသည်ကိုစိတ်ဆွဲလန်းလေဒီနေ့ချမ်းသာဖရားပြင်ဆင်ထားတယ်အဲ့ချမ်းသာကိုတကယ်ဝင်ခြင်းနောက်ဆုံးပြောမယ်နော်ချမ်းသာဆိုတာဘာလဲအချိန်တိုင်ရင်ဘယ်အရွက်ကပါလာလဲအချိန်တိုင်ရင်သူကအခုမှအရွက်ကစားโอเคပြောမယ်အချိန်တိုင်ရင်ဘာဖြစ်လဲအတီးတီးမယ်အရွက်မညှိုးနွမ်းတဲ့ပင်ကဲ့သို့ဖြစ်မယ်ပြုတ်လေသမျှတို့မှာအောင်ပြီဆိုတဲ့ဟာတင်နင်းတဲ့နေရာမှာစာတန်နိုင်ငံကြာရှုံးသွားပြီဘုရားသခင်နိုင်ငံတည်ထောင်ပြီဟာလေလုယာအားလုံးလက်နက်ဖက်ခဏလုံးမြောက်ထားရအောင်ဟာလေလုယာဟေး musician တွေအားလုံးလာပါရာခပါစေခေရေဘရှိခေယဘာဘာဘာဟေရရေဘခေရိယာမဒီဂတိတော်တွေကငါ့အတွက်ဖြစ်တယ်လို့အားလုံးဝန်ခံပါဒီနေ့နှုတ်ကပတ်တော်ငါ့အတွက်ဖြစ်တယ်လို့ခံယူပါ hallelujah hallelujah ရာခပါပါစေခေရေဘရှိခေယဘာဟေရရေဘခေယဘာဘာလာစေခေရေဘရှိခေယဘာဟေရရဘာဟေရရဘာဟေရရဘာစေခေရေဘရှိခေယဘာဘာဘာဟေHera, Hera,
Hallelujah. Hallelujah. မဖြစ်နိုင်သောအရာများမတတ်နိုင်သောအချိန်၌ပင်ဖြစ်စေသောဘုရားကျွန်တော်ကိုယ်မလုံနိုင်သောအရာများမတတ်နိုင်သောအရာများဖြစ်စေသောဘုရားကျွန်တော်ကိုယ်အာငယ်သောသူများလဲနေသောသူများခေမမေသူဘုရားကျွန်တော်ကိုယ်အလုံးစုံအရှာရတိုင်းတတ်နိုင်တယ်အရှာရလည်းလုံနိုင်တယ်အရှာရကိုလို့မသိပိုင်တာသူအရှာရတဲ့ချီတော့မယ်ဘူရောတဲ့ကောင်းတဲ့အချိန်တိုင်းတိုင်းရှိမမှုွယ်မယ်ချိန်တိုင်းပင်ဖြစ်စေသောဘုရားကျွန်တော်ကိုယ်ဘုခယာမလုံနိုင်သောအရာများမတတ်နိုင်သောအရာများဖြစ်စေသောဘုရားကျွန်တော်ကိုယ်အလုံးဘုခယာအာငယ်သောသူများအ
တဲ့ချီမြောက်တယ်ကိုရောမြဲကောင်းတဲ့ချိန်နာရီတိုင်းချိန်နာရီတိုင်းချီးမွမ်းကိုွယ်တဲ့အကားဆုံးယေရှုဒီချိန်ဆက်ကမဲ့ချိန်ဖြစ်တဲ့ညီကိုမောင်မတင်းဆက်ကချာရမ်းရေးကြည့်တဲ့ဒီညမှာဘုရားခင်အသင်းအတွက်ပြင်ဆင်ထားပြီးတဲ့ရှေးကဘာဦးကပင်ပြင်ဆင်ထားတယ်အခုမှပြင်ဆင်တာမဟုတ်ဘူးကဘာဦးတွေကပြင်ဆင်ထားတဲ့မင်္ဂလာကိုတို့တွေမဝင်စားတာဘာကြောင့်ဆိုအဲ့ဒီကြားတဲ့စကားဟာယုံကြည်ခြင်းနဲ့မရောနှောတဲ့အတွက်ကြောင့်အရှုံးမပေးဘူးအဲ့ဒီမျိုးဆက်ကတို့မပါလာစေတော့နဲ့ဒီနေ့ကနေစရင်ငါဂတိတော်ဆွဲလာနေသူဖြစ်မယ်ဝါအာဗြဟံကယုံကြည်ခြင်းဖခင်ဘာလို့ဖြစ်တာဆိုတော့အဲ့တခုနဲ့ဖြစ်သွားတာဂတိထားတော်မူသောသူသည်ဂတိတော်တိုင်းတတ်နိုင်တော်မူသည်ကိုစိတ်ဆွဲလာနေကျွန်တော်ပို့တော့မှနည်းနည်းလေးထည့်ပေးခြင်းနဲ့ဂတိထားတော်မူသောသူသည်ဂတိတော်တိုင်းတတ်နိုင်တော်မူသည်ကိုမဖြစ်နိုင်တဲ့အချိန်ထိအောင်ဆွဲလန်းတော်မူ၏မဖြစ်နိုင်တော့ဘူးမဖြစ်နိုင်တော့ဘူးမဖြစ်နိုင်တာကိုသူစိတ်ဝင်စားဘူးဂတိတော်ဆိုတာကရှိပြီးရင်ငါအတွက်ဖြစ်တယ်လို့ခံယူရင်အချိန်တိုင်ရင်ရောက်ကိုရောက်လာမယ်ငါတဲ့သူ့ဘာသာအသက်ဘလို့ကြည်သွားဘယ်ရာတွေကဘလို့ဖြစ်သွားသေတဲ့အရာကိုပြန်ရှင်စေနိုင်တဲ့ဂတိတော်ဖြစ်တယ်ဂတိတော်ဆိုတာသေတဲ့အရာကိုပါပြန်ရှင်စေတာဖခင်ရဲ့ဂတိတော်ဖြစ်တယ်ဂတိတော်ဆိုတာကသေနေတဲ့အရာကိုတော့မှပြန်ရှင်စေတာဖခင်ရဲ့ဂတိတော်ဒီမျိုးဆက်ဒီ generation ဂတိတော်ကိုဆွဲလန်းနေဟိုတဲ့တင်းဆွဲလန်းတာထဟိုကြောင်းဆွဲလန်းတာထဂတိတော်ကိုဆွဲလန်းတတ်ပြီဆိုရင်တော့ hallelujah history maker ဖြစ်ပြီအဲ့ဒီချိန်မှာကျွန်တော်စက္ကစီခြင်းတယ်ရှိတဲ့နေရာမှာစက္ကလို့ရတင်းနဲ့ဖျားနဲ့ဖြစ်တယ်ဒီချိန်မှာဆုပ်ဖြတ်ချက်ကရေးကြည့်တယ်ဒီနေ့စပ်လို့ပါဂျန်နေရတဲ့မှာဂရီတော်ဆွဲလာမယ်တော့ကပတ်တော်ပြန်သွားရအောင်အားလုံးဒီနေ့စရွေဂရီတော်ပြန်ဆွဲလာရအောင်ဒီနေ့စပ်ဝိညာဉ်တော်လှုပ်လို့လိုက်မယ်အခွင့်ပေးပါအားလုံးဝိညာဉ်တော်အခွင့်ပေးလိုက်ပါယေရှုပြုရင်တင်လွတ်ရင်တင်မိသားစုလွတ်ပြီတင်လွတ်ရင်တင်တစ်မျိုးလုံးလွတ်ပြီတင်လွတ်ရင်တင်ရဲ့အတိုင်းဝိုင်းတစ်ခုလုံးလွတ်မြောက်ခြင်းရပြီလူငယ်တယောက်ကလူတစ်ထောင်ဖြစ်ရတဲ့အခွင့်ကဟာလေလုယာတင်အဖြစ်ဖြစ်လာလိမ့်မယ်တင်အဖြစ်လူထောင်နဲ့မဟုတ်လူတောင်းနဲ့မဟုတ်တိတ်တဲ့ချီပြောင်းလဲလာလိမ့်မယ်မထာညီကိုမောင်မတို့သင်အနာဂတ်ကိုပြောင်းလဲစေခြင်းသင်အနာဂတ်ကိုတောက်ပတဲ့နာဂတ်သင်အနာဂတ်ကနမိတ်လက္ခဏာပြည့်တဲ့နာဂတ်ဖြစ်ခြင်းဂတိတော်ကိုကြံတဲ့ရထဆွဲလန်းတော်သူတွေဖြစ်ပါစေသင်ကိုနာကြီးစေတဲ့အရာတွေသင်ကိုနာကျင်စေတဲ့အရာတွေကိုတော့သင်ဆွဲလန်းနေတယ်အဲ့ဒါတွေတော့မမေ့နိုင်ဘူးအဲ့ဒီအရာထက်သင်ဖခင်ဂတိတော်ဆွဲလန်းတတ်ရင်သင်ပြီးသွားပြီညီကိုမောင်မတော်တင်းကိုနာကြည့်အောင်လုပ်တဲ့သူတွေတင်းဆွဲလန်းနေသူအဲ့ဒါတင်းကိုဆွဲချနေတဲ့အရာတွေတင်းကိုဆွဲတင်မဲ့အရာကတော့ဂတိတော်ပဲဖြစ်တယ်တင်းကိုကြီးမားစွာလွတ်မြောက်စေမှာပြောင်းလဲစေမှာကြီးမားသောနမိတ်လက္ခဏာဖြစ်စေမှာသူရဲ့ဂတိတော်ဖြစ်တယ်
မဖြစ်နိုင်တဲ့အချိန်မှာမဖြစ်နိုင်တဲ့အရာတွေအာဗြဟံမှာဖြစ်သွားတယ်ဆိုတာဂတိထားတော်မူသောသူသည်ဂတိတော်တိုင်းတတ်နိုင်တော်မူသည်ကိုသူဆွဲလန်းတာကျန်တဲ့အရာကိုစိတ်ဝင်စားဖို့ဂတိတော်ပဲသူစိတ်ဝင်စားတယ်ကျန်တဲ့အရာစိတ်ဝင်စားဖို့ဂတိတော်ပဲစိတ်ဝင်စားတယ်ကျန်တဲ့အရာစိတ်ဝင်စားဖို့ဂတိတော်ပဲစိတ်ဝင်စားတယ်ဘာမှလာမပြောနဲ့ဘာမှလာမပြောနဲ့ငါမကြားချင်ဘူးဘာမှလာမပြောနဲ့ငါမကြားချင်ဘူးငါကြားချင်တာဖခင်ရဲ့ဂတိတော်ဖြစ်လာမယ်ဆိုတာပဲငါယုံကြည်တယ်အဲ့ဒါပဲဆွဲလန်းတယ်အဲ့ဒါကဟာဟေးဂတိတော်ကိုဆွဲလန်းသောအာဗြဟံအပြင်လူမျိုးကြီးဖြစ်လာတယ်လူမျိုးကြီးကိုမြင်တွေ့ခြင်းနဲ့ဆိုရင်တော့ဂတိတော်ကိုသင်အပြင်လူမျိုးကြီးဖြစ်လာမယ်လူအများကြီးမဟုတ်ဘူးလူမျိုးကြီးလူအများကြီးကလူမျိုးကြီးကိုမနိုင်ဘူးအဲ့ဒီလူမျိုးကြီးကဘယ်ကနေထွက်လာလဲမဖြစ်နိုင်တဲ့အခြေအနေကနေထွက်လာတာအဲ့ဒီမဖြစ်နိုင်တဲ့အရာဖြစ်စေတာပါလေဂတိတော်ဆွဲလန်းခြင်းပဲအမှုတစ်ကိုမြင်တွေ့ခြင်းရဲ့အမှုတစ်လူတယောက်ကဒီရွယ်ရောက်လာရင်ကလေးမမွေးနိုင်တော့ဒါလူတိုင်းသိတယ်အဲ့ဒါအမှုဟောင်းကြီးဒါပေမဲ့အဲ့ဒီအရွယ်လွန်သွားတဲ့ဟာယူကလေးရအောင်ဖြစ်စေလိုက်တာဘာလဲဆိုတော့အမှုတည်ရတာဘယ်သူမှမရှိဘူးဘယ်သူမှလည်းမဖြစ်ဘူးရအဲ့ဒီအမှုတည်ကိုတင်တဲ့ဖခင်ဖြစ်စေခြင်းတယ်အဲ့လိုဖြစ်ဖို့ဖခင်သားတွေဖို့ဖခင်သားကိုဖခင်ရွေးကောက်ထားတာဖခင်သားတွေပေါ်ထွန်းခြင်းလောကရဲ့စောင့်နေလောကမှာအဟောင်းမရှိတော့အသစ်မရှိတော့ဖခင်သားတွေအားဖြင့်အမှုတည်ကိုဖခင်ပြုခြင်းနေတာဒါပေမဲ့ဖခင်သားတွေအမှုတည်ကိုမပြုနိုင်ဘူးဆိုတာဂတိတော်မဆွဲလန်းကြလို့ဆုံးဖြတ်ချက်ချရအောင်အခုချိန်ရနေစပါတော့ဆုံးဖြတ်ချက်ချရအောင်ဟာလေလုယာအခုတင်တဲ့အတူရှိနေတဲ့ဖခင်ကိုတင်နာမှာအခုရှိတယ်မျက်လုံးလေးခဏမိတ်တာသူတင်တဲ့အတူရှိတယ်ဆိုတော့တင်သိလာလိမ့်မယ်ကြည်တာဝိညာဉ်တော်စားတယ်တင်နာမှာအလုံးလုံးတင်မြင်တွေ့ရလိမ့်မယ်တင်တဲ့သူရှိတယ်ဆိုတော့ဝိညာဉ်တော်ကဖော်ပြလာလိမ့်မယ်ခဏလေးစောင့်သူစကားပြောလိမ့်မယ်ဒီတစ်ခါမရဘူးလေငြိမ်သက်ခြင်းတည်ရလိမ့်မယ်ခုဒီတစ်ခါမှမရဘူးလေဝမ်းမြောက်ခြင်းတည်ရလာလိမ့်မယ်ယေရှုတင်တယ်တန်ရှင်တော်ဝိညာဉ်တော်လို့ပြောပါဟာလေလုယာသမီးနဲ့အတူရှိပြီလို့ယေရှုတင်တယ်ဘယ်သူမှသမီးနဲ့သားနဲ့အမြဲမရှိနိုင်ဒါပေမဲ့ကိုတော့အတူရှိပြီလို့ယေရှုတင်တယ်စတင်ပြီးတော့ပြောဒီနေ့ဆောက်တော့တာဂတိတော်ဆွဲလန်းတော်သူဖြစ်ခြင်းနဲ့သမီးဂတိတော်ဆွဲလန်းတော်သူဖြစ်ခြင်းနဲ့ဒီနေ့ဒီလိုပဲလောကကြီးမှာသွားနေရတာငင်းဝင်လာပြီကိုတော့အမှုတစ်ကိုမြင်တွေ့ခြင်းနဲ့ကိုတော့အမှုတစ်ကိုမြင်တွေ့ခြင်းနဲ့